နေသာသနာတော်နှစ်2555ခုနှစ်လူတော်ဝကောဇာတက္ကရာ1383ခုနှစ်တော်တလင်းလာပြည့်ကျော်9ရက်ခရစ်နှစ်2011ခုနှစ်စက်တင်ဘာလ19ရက်တနင်္လာနေ့ညချမ်းချိန်မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ချမ်းရည်သာဇာမြို့နယ်အိနောရဘုရားပရောအတွင်ယရဏဂရဓမ္မဗိမာန်တော်ကြီးအတွင်၌ဆင်ကျင်းပပူဇော်သောမန္တလေးမြို့ဈေးကျော်တော်ဓမ္မပါရမီမြတ်ဗုဒ္ဓဒေသနာတော်ပြန်ပွားရေးအသင်းတရားစာအုပ်များတရားတိခွေများတရား DVD VCD MP3 အချက်များအခမဲ့ဓမ္မဒါနကုသိုလ်ပြုအဖွဲ့၏ရှင်းနေပြည့်အထိမ်းအမှတ်ဖြင့်ဆင်ကျင်းပပူဇော်သောဓမ္မသဘင်ဝယ်ယနေ့ညဓမ္မဒါနမတ္တိလူရှင်များဖြစ်ကြသောကျောက်ဆယ်မြို့ကံဦးရဲ့ဖခင်ကြီးဦးယုံဘွားရည်စူး၍မိခင်ကြီးတော်ကွေးလိုက်နှင့်သာသမီမြေများရွှေစဲအထည်ဆိုင်မိသားစုစီယုံမြေကြီးဓာတ်4850စီကျူမိသားစုကမတ္တိ၍အနေနဲ့ရဲမှတရားတော်နာကြောက်လာကြကုန်သောဓမ္မဆွေတော်မျိုးတော်ပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့ပေါင်းစုညီညာဆင်ကြပါပူဇော်သောဓမ္မသဘင်ဝေဟောကြားအပ်သောခောတကနိကေထေရီပါဒံပါဠိတော်၌ဘုရားရှင်တော်မြတ်ဟောကြားသောဥပောတတ္ထိကာထေရီမာကြီး၏ဇဝုထုကိုအခြေခံတန်စာဆင်ဟောကြားအပ်သောသူလိုတွေးပါမြည်ပြီးသောတရားတော်ပြိဿပါတရားသူလိုတွေးပါဆိုတဲ့အမည်လေးနဲ့ဓမ္မဒါနပြုပါမယ်ဒါကြောင့်တရားတော်ကိုမဟောကြားမိမနာကြားမိတရားတို့ရဲ့ပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တပါတရားတော်သံဃာတော်မြတ်တို့ရဲ့ခုံကိုအာယုံပြုရှိမှန်ပူဇော်ရင်နဲ့ဓမ္မသဘင်ဖွင့်ကြရအောင်အလုံးလေးတွေကြည်မျက်လွှာလေးတွေချတယ်လီဖုန်းပါတဲ့ပုဂ္ဂိုလ်များတယ်လီဖုန်းတွေကိုတရားဝဲနာကျင်လေးမှာခဏပိတ်ထားရအောင်ဘုနောလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညခေတ္တအနုတ္တရံဣတိနာသစ္စာဝဇေနဒုက္ခိတာဟောတုသာတောဘုဒ္ဓအရဟတသုဘယံမူကိုင်ဒုနိုင်မမြင်ဂေါရမဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့၏ဟိတာယလောကီလောကုတ္တရာနှပြသောအစည်းအပွားအလို့ငါလောကီလူပြေနယလောကရအတွင်၌သမုပ္ပန္နောကောင်းစွာမသွေဝင်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလိရံဖိုလိရံနိဗ္ဗာန်ပရိယဥစွာသောအမြတ်တော်ထားစေပါသောတရားတော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိမြတ်စွာသတ္တဝါတို့၏ဒုက္ခယကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံဒီဘဝချမ်းသာဖို့ယံဘဝဓမ္မလွန်ချမ်းသာဖို့ယံအလို့ငါလောကီလူပြေနယလောကရအတွင်၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏သံဃောမခတံလီရောက်ဖလထံလီရောက်စွာသော
ရှေးရောက်သောအရိယာသံဃာတော်မြတ်နှင့်တကားယခုလက်ရှိထင်ပေါ်သံဃာတော်အရှင်မြတ်ပေါင်းတို့သည်သဗ္ဗပါဏိနံခသိများစွာတတဝါတို့ဤအနုတ္တရံအတုမရှိမြတ်လစွာသောဘုံညခေတံကောင်းမှုမျိုးတို့ဆိုင်ပြိုးကျကြရာလေယာမြေကောင်းဤသပွဲလောကီလူပြည်၌ယလောကရအတွင်၌သမုပ္ပန်သောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဣတိနာသစ္စာဝဇေနဤသို့နှုတ်သံဖော်ထုတ်ပြန်၍ဟုတ်မှစွာပြောဆိုရသောပဏာမသစ္စာစကားကြောင့်သာတော်တရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်သူတော်စင်တရားနာပရိသတ်အပေါင်းတို့သည်ဒုက္ခိတာအန္တရေပျောက်ပြဲစီဝါတက်လျက်စိတ်ဆက်ရွှင်လန်းဝမ်းပန္တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဤဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့ဤဆင်းရဲခြင်းဟုဆွဲသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဗယာသာအတ္တနုဝါဒဘိပရာနုဝါဒဘိတန္တာဘိဒုက္ခတိဘိအစရှိကုန်သောမကောင်းသောဘိအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကာသာမညုမမိန်တကုရှိန်၍ဆိုရိမနောင်ကြောင့်ကြပူဆွေငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ပို့လိုအပ်သောမေတ္တာတရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းချမ်းသာသလိုတတ်သာသလိုနေပါအစဉ်ပြေသလိုထိုင်ဘာတရားလဲသူ့လိုတွေးပါနော်ယောနိသောပြေဇဝခိတဝါဒုက္ခစင်စားတလိတတံမာနတံသဗ္ဗသိတဝါဥပဝသိဥပောတထံယောနိသောပြေဇဝခိတဝါဒုက္ခစင်စားတလိတတံမာနတံသဗ္ဗသိတဝါဥပဝသိဥပောတထံအဟံငါသည်ဒေနသမယေနာထိုကဲ့သို့ယုံနေတဲ့အမျိုးမှလူဖြစ်ရစဉ်ကာလတုန်းကဒုက္ခစင်စားယုံနေတဲ့အမျိုးမှလူဖြစ်ရတဲ့အကြောင်းရင်းကို၎င်းဒလိတတသာပစ္စည်းဥစ္စာဆင်းရဲနွမ်းပါရခြင်းရဲ့အကြောင်းရင်းကို၎င်းယောနိသောသင်သောအကြောင်းအပြင်ဝါသင်လျောလျောက်ပတ်ကောင်းမြတ်အောင်ပြေဇဝခိတဝါဉာဏ်ဖြင့်ထင်ထင်သဝင်ဆင်ញင်ပြီး၍မာနတံငါရဲ့စိတ်ကိုသမ္မာသိတဝါကောင်းစွာရွှင်လန်းစေလျက်ဝါမာနတံငါရဲ့စိတ်ကိုသမ္မာသိတဝါခွန်အားတက်အောင်စိတ်ဓာတ်ကိုမွေမြူ၍
ဥပောတတံဥပုသ်ဆောင်သုံးခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုကိုဥပဝတိကောင်းစွာမသွေကျင့်သုံးတော်မူခဲ့ပါ၏တည်းယောနိသောပြေဇဝခိတဝါဒုက္ခစင်္စာဒလိတတံပရိသတ်ဟောဒီဂါထာပါဠိလေးကိုဘယ်သူမိန့်ခဲ့တာလဲလို့ဆိုရင်မှတ်မယ်ဥပောတတိကာထေရီမာကြီးဘယ်သူလဲရှင်တော်မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးရဲ့မှာကိလေသာအသောကင်းကွာတဲ့ယန္တာထေရီမာကြီးရဲ့မှာဖြင့်တပါးအပါဝင်ဖြစ်တော်မူတဲ့ဥပောတတိကာထေရီမာကြီးဘယ်ချိန်မှမိန့်တာလဲဆိုရင်မိမိရဲ့ယုတ်တရားနံတရားမှာဝိပဿနာတရားတွေရှုမှတ်လောဘဒေါသမောဟမာနစတဲ့ကိလေသာတွေကင်းလို့ယဟန္တာထေရီမာကြီးဘဝရောက်တဲ့အချိန်မှာမိန့်တဲ့စကားဘုဒ္ဓဇင်လာယဟန္တာထေရီမာကြီးဘဝရောက်တဲ့အချိန်မှာထေရီမာကြီးပြန်ပြီးတော့ဘဝကောက်ကြောင်းတန်တရာကိုပြန်စဉ်းစားတယ်။ဩကြည်စမ်းငါသည်ရှင်တော်မြတ်ဘုရားရဲ့သာသနာမှာကိလေသာကင်းလို့ယန္တာထေရီမဘဝကိုရခဲ့ပြီ။ငါဘဝအတွက်ကိလေသာကုန်ပြီဆိုရင်ဘဝကုန်ပြီတဲ့ပရိသတ်ရဲ့ကိလေသာကုန်သူတွေအတွက်ဘယ်ပဲကြံတော့လဲနိဗ္ဗာန်ပဲဒီတော့ဟောဒီနိဗ္ဗာန်ချမ်းသာကိုရနိုင်ဖို့ရန်အတွက်တန်တရာတစ်လျှောက်လုံးဖြည့်ဆည်းခဲ့တဲ့သူဘဝပါရမီဖြည့်ခဲ့တာတွေကိုနောက်ကျောင်းပြန်ပြီးတော့စဉ်းစားတဲ့အခါသူဘဝတစ်ခုလုံးကကြုံခဲ့ရတဲ့အကြောင်းလေးကိုသူပြန်ပြီးတော့ပြောခဲ့တာငါလေးကွယ်တဲ့ဒီကနေ့ဒီအချိန်မှာကိလေသာအသောကင်းကွာတဲ့ယဟန္တာထေရီမာကြီးဖြစ်ပင်ဖြစ်냐တော်လဲဟောပါရမီဖြည့်စဉ်တန်တရာခရီးတော်ကဝိပဿနာရှင်တော်မြတ်ဘုရားရဲ့လက်ထက်မှာငါသည်လူသားတယောက်ဘဝကိုဖြစ်ခဲ့ဘူးပါတယ်ဘဝနောက်ကျောင်းကိုပြန်ပြောင်းပြောတာဝိပဿနာရှင်တော်မြတ်ဘုရားလက်ထက်တုန်းကလည်းငါလူဖြစ်ခဲ့ဘူးတယ်ပြိဿဘာဖြစ်ခဲ့အဲ့ဒီဘဝငါလူဖြစ်ရတဲ့ကာလတုန်းကငါသည်အဖေကလည်းကျွန်းအမေကလည်းကျွန်းနဲ့အဖေကျွန်းအမေကျွန်းရဲ့ဘဝထဲမှာပဋိသန္ဓေတည်လို့လူဖြစ်လာတဲ့ငါသည်ကျွန်းမလေးဘဝနဲ့ဖြစ်ခဲ့ဘူးတာပါဒီကနေ့ဘာဖြစ်နေလဲအဲ့ဒီတုန်းကပါငါအဲ့ဒီတုန်းကကျွန်းမလေးဖြစ်ခဲ့တာဘာလေးဖြစ်ခဲ့တာဘယ်လိုကျွန်းမျိုးလဲဆိုရင်ပြိဿရဲ့ခေါင်းပေါ်မှာရေအိုးလေးကိုရွယ်လို့ရေခတ်တဲ့ကျွန်းမလေးလူတကာရဲ့ရေခတ်ခြင်းကိုခိုင်းစေခြင်းခံရတဲ့ရေခတ်ကျွန်းလေးအဖြစ်နဲ့ရခဲ့ဘူးတာပါ။ဘာကျွန်းနေတိုင်းရေအိုးလေးကိုခေါင်းပေါ်ရွက်ရေတွေခတ်ဟိုအိမ်ဒီအိမ်သွားပြီးတော့ပို့ရတဲ့ရေခတ်ကျွန်းသို့တော်ပြိတ္တရဲ့ရေခတ်ကျွန်းဆိုတဲ့ဘဝလေးကိုပြန်ပြီးတော့ပြောတဲ့အကြောင်းရင်းလေးကနောက်ထပ်ကောင်းတာလေးဒါလိမ့်မယ်ရေခတ်တဲ့ကျွန်းလေးဘဝနဲ့လူဖြစ်ရတဲ့ငါသည်အဖေကျွန်းအမေကျွန်းရဲ့ကြားထဲမှာလူဖြစ်ရတဲ့အတွက်ကြောင့်ပညာကိုသင်ကြားနိုင်ခြင်းလည်းမရှိခဲ့ပါဘူးကျွန်းဖြစ်နေမှတော့ပညာသင်နိုင်မလားဖြစ်နိုင်ဘူးပြိဿကြီးဘုန်းကြီးတို့ဒီမြန်မာနိုင်ငံမှာတော့အမျိုးဆက်ခွဲတဲ့စနစ်ကမရှိတော့လေဒီတရားတွေကဟုတ်ပါမလားလို့စဉ်းစားစရာသို့တော့မဝေးဘူးပြိဿ neighbor country အိန္ဒိယလောက်ရောက်သွားရင်အလွန်ပေါ်ဘုန်းကြီးတို့အိန္ဒိယမှာပညာသင်ခဲ့တယ်ဟာပြိဿကြီးအဲ့ဒီဇက်ခွဲနေတာနဲ့ကိုပဲအိန္ဒိယမှာပြဿနာစုံလာပြီတပြက်စီလဲတဲ့ကျွံမျိုးသည်အဖေမိကလည်းစဉ်းစားလိုက်တာဟိုးမျိုးစဉ်မျိုးဆက်တပြက်စီလဲရတယ်ရေခတ်တဲ့ကျွံသည်ရေခတ်ရတယ်နွားကြောင်းတဲ့ကျွံသည်နွားကြောင်းရတယ်ဒီကနေ့အထိပဲအဲ့တော့ပရိသတ်ရေပြောချင်တာကကျွံမျိုးလို့ပြောမှတော့ပညာတတ်ဖြစ်နိုင်မှာမလားဒါဆိုရင်ကျွံမျိုးမှာဖြစ်တဲ့အဲ့ဒီကောင်းမလေးသည်ပရိသတ်ရေစီဝါဥစ္စာရောရှိနိုင်ပါမလားပညာလည်းမတတ်စီဝါရဲ့ကလည်းဘာမှမရှိဘူးဆိုရင်
အပေါင်းအသင်းမိတ်ဆွေကတော့ရှိနိုင်မရှိနိုင်ပြည့်စုံတာဘာမှမရှိဘူးတဲ့အဖေကျော်အမေကျော်ရဲ့ဖြားထဲမှာငါလူဖြစ်လို့လာခဲ့တယ်ကျွန်မျိုးမှာဖြစ်ရတဲ့ငါအတွက်ပညာဆိုတာလည်းမတတ်စီဝါဆိုတာလည်းဘာမှမရှိပညာမတတ်စီဝါမရှိယုံနေတဲ့အမျိုးကငါကိုအပေါင်းအသင်းဆိုတာလည်းဘယ်သူမှမပါရှိရလားအေးအဲ့ဒီဘဝမျိုးမှာငါဖြစ်ခဲ့ရတာပရိသတ်ရဲ့အမြင့်လားအနှိမ့်လားအေးအဲ့ဒီအမျိုးမှာငါဖြစ်ရတဲ့အချိန်တုန်းကငါလေးတဲ့ငါရဲ့ယုံနေတဲ့အမျိုးကိုလည်းပြန်ပြီးတော့စဉ်းစားခဲ့တယ်ငါရဲ့ဇီဝဥစ္စာမရှိခြင်းအကြောင်းရင်းကိုလည်းပြန်ပြီးတော့ငါစဉ်းစားခဲ့တယ်အဲ့ဒါကိုပဲပါဠိလေးနှလုံးနဲ့ဒေနသမေနဝိပဿိရှင်တော်မြတ်ဘုရားလက်ထက်တော်ကာလယုံနေတဲ့ကျွန်မျိုးမှာလူဖြစ်စဉ်ကာလတုန်းကဒုက္ခစင်စားယုံနေတဲ့အမျိုးမှာလူဖြစ်ရတဲ့အကြောင်းရင်းကို၎င်းငါဘာကြောင့်ယုံနေတဲ့ကျွန်မျိုးမှာလူဖြစ်ရတာလဲဒီအကြောင်းကိုငါစဉ်းစားခဲ့တယ်နောက်တစ်ချက်ဒလိတတန်စားပစ္စည်းဥစ္စာဆင်းရဲနွမ်းပါရခြင်းရဲ့အကြောင်းရင်းကို၎င်းငါမှာပစ္စည်းဥစ္စာဆင်းရဲနွမ်းပါပညာမတက်ကြမတက်ခဲ့တဲ့အကြောင်းရင်းကိုလည်းပဲငါစဉ်းစားခဲ့တယ်ကိုယ့်ဘဝလေးကိုစဉ်းစားတာလားသူများအကြောင်းစဉ်းစားတာလားအဲ့ဒီလိုငါစဉ်းစားလိုက်တဲ့အချိန်မှာငါလေးတဲ့ငါအကြောင်းကိုစဉ်းစားတဲ့ငါဒီငါအကြောင်းပဲတွေးတယ်သူများအကြောင်းမတွေးဘူးတဲ့သူအကြောင်းစဉ်းစားတာဘယ်သူအကြောင်းတွေးလဲပြိဿဟောဒီပြိဿကိုပုံပုံကြည့်တာလေအလွန်မျိုးစုံပဲဟုတ်လားတချို့ရွာတွေကပါမယ်တင်တယ်ဒကမာကြီးတွေကျတို့ရွာဒကမာကြီးတွေဖြင်တပတ်လေးတွေပခုံးပေါ်တင်အလွန်မျိုးစုံမပါဘူးလားဟောဒီတရားနာပြိဿဆိုတာများသောဖြင့်ပြိဿကြီးတတိတကြွယ်တွေမလာပါဘူးဟုတ်လားလူလက်တန်းစားတွေနဲ့ဟိုးမြို့တဲ့ဟိုးတခါတည်းဆင်းရဲတဲ့လူတွေပဲလာကြတာများပါတယ်တတိတွေကပြိဿကြီးဒီလိုမျိုး face to face မျက်နှာချင်းဆိုင်မလာဘူးသူတို့က CD ပြားလေး DVD ပြားလေးနဲ့ဆိုပါပေါ်မှာပလက်လန်းပြီးတော့နားတောင်လိုက်အိမ်လိုက်ကြီးစရာပါလေးကြီးလိုက်ပြန်နာတောင်လိုက်ဒီလိုနာတာများပါတယ်အဲ့တော့ပြောချင်တာကဟောဒီမှာကျွန်မလေးတွေးတဲ့အတွေ့ငါဘာကြောင့်ယုံနေတဲ့မြို့မှာလူဖြစ်ရတာလဲငါဘာကြောင့်ပစ္စည်းဥစ္စာတွေဆင်းရဲနွမ်းပါတဲ့ပညာမတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရတာလဲကိုယ်အကြောင်းကိုစဉ်းစားလိုက်တဲ့အခါပြိဿကြီးသူ့လိုပဲတဲ့အရွယ်တူမိန်းကလေးတွေဝန်းကျင်မှာမရှိဘူးလားအိုးကြည်စမ်းငါဘေးနာမှာရှိနေတဲ့ငါနဲ့တတ်တူရွယ်တူမိန်းကလေးတွေကိုကြည်လိုက်ပြန်တော့ရှင်မင်းသမီးကလည်းပဲရှင်မင်းအဝတ်စားတွေနဲ့တောက်တောက်ကြွကြွနဲ့ငါစီတွေ့နေတယ်ငါမှတွေ့နေတယ်တတိတရေကုန်းသွဲပွဲစားရဲ့သမီးတွေကလည်းပြည့်ပြည့်စုံစုံပညာရည်တက်ဥစ္စာဘောရုပ်ချောတဲ့အသွင်တွေနဲ့ငါတွေ့နေရတယ်ကြည်စမ်းသူတို့လည်းပဲ32ခုထာသားနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်ကြီးရပြီးတော့အနည်းကျော်ရင်ခန္ဓာ5ပါးနဲ့ယုတ်နံ2ပါးဒါပဲရှိတာပဲငါလည်းပဲ32ခုထာသားနဲ့ဖွဲ့စည်းပြီးတော့သူတို့လိုပဲခန္ဓာ5ပါးပဲဒီတက်ချင်းအောင်ပြောရင်ယုတ်နံ2ပါးဒါပဲရှိတာပဲဘယ်သူမှပူလာတာမရှိပါလားပူလာတာရှိရလားပြိဿရဲ့သူဟောခြင်းမရှိနေတဲ့အမျိုးသမီးငယ်ငယ်လေးတွေကိုပြန်ကြည့်လိုက်တဲ့အခါအကုန်လုံးဒီပခုံးတစ်ပတ်ကြာမှခေါင်းပေါက်ပြီးတော့32ခုထာသားနဲ့ဖွဲ့စည်းထားတဲ့အသွင်ပြင်ကြီးပါပဲဒီတော့လူဖြစ်တာလည်းတူတယ်ပုံသဏ္ဍာန်ဖွဲ့စည်းမှုကလည်းဒီအတိုင်းပဲအတူတူပဲဖြစ်ပါလျက်ကဲနဲ့ဘာကြောင့်ငါကြတော့ယုံနေတဲ့အမျိုးမှာဖြစ်ရတာလဲသူတို့ကြတော့ဘာကြောင့်တတိတကြွယ်ကုံတဲ့ပွဲစားမင်းမှုရန်ကြမှာဖြစ်ရတာလဲဒီတော့သူစဉ်းစားလို့ပေါ်သွားပြီဩဒါဆိုရင်ဟုတ်ပြီငါတို့ဒီနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်းခရီးကိုမရောက်သေးသမျှကာလပတ်လုံးဘဝတန္တရာခရီးဖြတ်သန်းကြတဲ့အခါမှာဘဝမျိုးစုံငါတို့ဖြတ်သန်းလို့လာခဲ့ရပြီဒီလိုဖြတ်သန်းရသလိုပဲနိဗ္ဗာန်ချမ်းသာဒီဘဝမရသေးရင်ရှေ့ဆက်ပြီးတော့လေပြိဿရဲ့ဘဝဆိုတာဆုံးမလားကဲသူ့အတွေ့လေးမှန်လားမမှန်လားဒါဆိုရင်နိဗ္ဗာန်မရောက်သေးတဲ့ငါဟိုလူမဖြစ်ခင်ဟိုဘက်ကဘဝများစွာကိုပြန်တွေးလိုက်ရင်တော့ငါရဲ့အလုပ်သည်အဖြေပေါ်နေပြီရှင်းပါပြီတဲ့
ငါသည်ဘဝမြတ်စွာသာသနာတော်ကသူတို့လိုလူဖြစ်ရင်လည်းဖြစ်ခဲ့လိမ့်မယ်သာသနာတော်မြတ်ကြီးနဲ့ကြုံရင်လည်းကြုံခဲ့လိမ့်မယ်သို့တော်တဲ့လူဖြစ်ပင်ဖြစ်ခဲ့ညာတော်လေငါနဲ့သူတို့ကြွာသွားချက်သည်ဒါနကောင်းမှုကံပဲဖြစ်လိမ့်မယ်ပရိသတ်ကိုမပြည့်စုံလို့သူများပြည့်စုံနေတာကိုနှကန်းလေးရှစ်တိုးနောက်ဆုံးနဲ့အတင်းပြောနေတာဟုတ်ရဲ့လားအမလေးပရိသတ်အဲ့ဒီအတွေးမျိုးတွေးနိုင်မှုလွယ်ပါမလားအမှန်တိုင်းကိုယ့်အကိုစဉ်းစားပရိသတ်ကိုကတပြေးတပြေးနဲ့မပြည့်စုံလားကိုဘေးကပုဂ္ဂိုလ်တွေကတပြေးတပြေးနဲ့ပြည့်စုံလာပြီဆိုရင်အိုးသူတို့များအတိတ်ကံကြီးကောင်းလိုက်တာဝမ်းသာဖို့ကောင်းလိုက်တာလို့မုဒိတာပွားတာများလားနှကန်းလေးရှစ်တိုးနောက်ဆုံးပြောတာများလားမနေမပြောခြင်းတော့မလီဟလားမျက်လုံးလေးပါလေဘလို့ချမ်းသာလာတယ်သိပါတယ်မပြောခြင်းမဟုတ်ဒါတွေကသူများကြောင့်ပြောတယ်မကောင်းပါဘူးမဲဒါကြောင့်လားဒီတက်ပို့ဆိုတာပြိဿကြီးကိုနဲ့အတူတူကြီးပြင်းပညာတွေသင်ကြောင်းနေအတူတူနေလာပြီးတော့မှတခါတည်းသူကတိုက်နဲ့ကားနဲ့ကြွားနေတဲ့အချိန်ကိုမှတခါတည်းဒီမှာခြေကားလီတွန်းပြီးစီးပွားရှာတဲ့အချိန်ဆိုရင်လကောပါကွာဒီကောင်ဘာတွေငါသိပါတယ်မန်အပြည့်နဲ့ပြိဿကြီးအော်ကြီးကျင်တယ်မပြောဘူးလားဒီခေတ်ထဲမှာတွေးလိုက်ရင်ကိုမပြည့်စုံတာတွေးရင်ကိုအကြောင်းကိုတွေးတာများလားသူများနဲ့ရှင်တွေးတာများလားမှားနေလားမှန်နေလားအခုကျွန်မာလေးတွေးတာသူများအကြောင်းပါလားသူတို့တွေဒီငါနဲ့ဆိုင်ရင်ဘဝတန္တရာတော်ကဒါနာကောင်းမှုကံနေအာကောင်းခဲ့လိမ့်မယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သာသနာမှာစွမ်းသင်္ကန်းကြောင်းစီပစ္စည်း၄ပါးဆိုတဲ့အလူကြီးတွေသူတို့ကောင်းကောင်းကြီးပေးခဲ့လိမ့်မယ်အဲ့ဒီဒါနာကောင်းမှုအတိတ်ကကံသည်ဟောဒီလူဖြစ်တဲ့အချိန်မှာငါတို့ကိုပုံနေသဏ္ဍာန်နေဖန်ပေးလိုက်တာပေါ့တဲ့လူဖြစ်တာလဲတူတယ်သာသနာတော်မြတ်ကြီးတဲ့မှာလဲဖြစ်နေတာလဲတူတယ်ခန္ဓာ၅ပါးရင်ရတာလဲတူတယ်တဲ့သို့တော့ခံစားခွင့်ဆိုတဲ့အကျိုးတရားတူရဲ့လားအနစ်ပြန်ရှာအကြောင်းပြန်ရှာဘာကခွဲလိုက်တာလဲဒါနကံပဲမှန်လားမမှန်လားဒါကြောင့်အတိတ်တော်ကဒါနကောင်းမှုကံအာနေခဲ့လို့သာလျှင်ငါသည်ဒီကနေ့ယုံနေတဲ့ကျွန်းမျိုးမှာလာပြီးတော့လူဖြစ်ရတယ်မျိုးကလည်းယုံနေသလိုစီဝါဥစ္စာကလည်းငါမှပိုင်ဆိုင်တာဘာမှမရှိစီဝါမရှိတဲ့ငါအတွက်ပညာဆိုတာလည်းဘာမှမတတ်ခဲ့သူ့မှာကောင်းတာရှိရင်သူ့လိုတတ်တူရွယ်တူလေးတွေပဲဥစ္စာဘောရုပ်ကြောပညာတတ်ချမ်းချမ်းသာသာသုံးနေရတဲ့စွဲနေရတဲ့ကလေးတွေရောဘေးမှာမရှိဘူးလားကဲကျုပ်တို့ဘဝလေးကိုအဲ့ဒီထဲမှာထည့်ကြည့်လိုက်ဒီလိုပဲမဟုတ်ဘူးလားဘုန်းကြီးရင်တူရင်ပဲပြည့်စုံတဲ့ကိုတော်ကပြည့်စုံတဲ့ရှားပါတယ်ကိုတော်ကရှားပါတယ်လူရင်တူရင်ပဲပြိဿကြီးချမ်းသာတဲ့ပုဂ္ဂိုလ်ကပေါ်ပေါ်များများသုံးမိမယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်ကတနတ်စာတော့မနှဲရှားနေရတာအများကြီးပါပဲမရှိဘူးလားအေးလူဖြစ်တာရဲ့အတူတူအကြောင်းကပြိဿကြီးမတူခဲ့တဲ့အတွက်ကြောင့်အကျိုးဒီဘဝမှာပြတာတူရဲ့လားသူများအပေါ်မှာသူတခုမှကြီးမဝင်မှုမလီသူတို့ကဘလို့ကြောင့်ဘဝကြောင့်သူများအကြောင်းမစင်စားဘူးသူ့ရဲ့အတိတ်ကကံကိုမလုပ်တာလေဒါကြောင့်ဘလို့တရားနာမည်ပေးထားတယ်သူ့လိုတွေးပါတဲ့ပရိသတ်ရဲ့ကိုမပြည့်စုံမှုတင်ကိုဘေးကချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုအိတ်သားမစ္စရိယတွေဝင်မနေပါနဲ့ကြီးတွေဝင်မနေပါနဲ့ကိုလည်းပဲလူသူလည်းပဲလူကိုလည်းပဲလုံနေတယ်သူလည်းပဲလုံနေတယ်အကျိုးတူရဲ့လားဒါပဲကံကိုပြိဿကြီးဉာဏ်ရှင်ပြီးတော့ပြိုင်လို့မရဘူးရရဲ့လားအဲ့ဒါလေးကိုတွေးတတ်ဖို့လိုတယ်ဟုတ်လားဒီတော့ပြိဿကြီးဒါနာအကြောင်းလေးကိုသူတွေးလိုက်တာသည်မှန်လားမမှန်လားဟောဒီတည်းမှာပြိဿကြီးဒေါ်နေလူရန်စားတွေအများကြီးပါတယ်စောစောကပြောသလိုဆင်းရဲတဲ့ပုဂ္ဂိုလ်တွေပါမယ်အလေလက်တန်းစားပုဂ္ဂိုလ်တွေပါမယ်အတွေးမှားတွေမတွေးနိုင်ဘူးလားမတွေးနဲ့ပြိဿကြီးသူများအပေါ်မှာအိတ်တာမစ္စရိယဝင်အဘိဇ္ဇာပွားနေတယောက်တည်းပင်မပြီးငရဲကြီးတာပဲရှိတယ်သူစီဟာကိုယ်စီရောက်တာသလားရောက်လဲမရောက်ဘူးငရဲလဲကြီးသေးတယ်ကိုယ်ဘဝအတွက်တက်လန်းရှာဖို့လဲအုံနောက်တွေပိတ်သေးတယ်ဘာမှမစင်စားနဲ့အတိတ်အကြောင်းပြန်စင်စားရင်ဒါနကောင်းမှုကံကွာခြင်းသည်အကျိုးပေးကွာမသွားဘူးလားကဲဒါဆိုရင်စောင့်ရတာနည်းနည်းကြားနေပြီမျက်စိလေးကြည်အောင်လိုက်ဆိုဒါနမပါဖြစ်လေရာဥစ္စာချွေရန်ရှာပါသည်ဥစ္စာ
ဒါနမပါဖြစ်လေရာဥစ္စာချွေရန်ရှားပါသည်မှန်လားမမှန်ဟောပြိဿကြီးဒါဆိုရင်အဖြေလေးတန်းဆိုမယ်ဒါနပါမဖြစ်ရာဘဝဥစ္စာချွေရန်ပေါ်များမည်ဒါနပါမဖြစ်ရာဘဝဥစ္စာချွေရန်ပေါ်များမည်ဟောဆင်းရဲလို့မပြည့်စုံနေတာကိုပြိဿရင်စဉ်းစားနေစရာလိုသေးလားအတိတ်ဘဝများစွာတုန်းကငါသည်ဒါနကောင်းမှုကံနေခဲ့တဲ့အတွက်ကြောင့်ဥစ္စာလည်းမရှိဘူးအချွေရန်လည်းမရှိဘူးယုံနေနဲ့ဆင်းရဲတဲ့အမျိုးမှာလူဖြစ်ရတယ်ငါသည်တဲ့ဒီဘဝဒီသာသနာကြီးနဲ့တွေ့တဲ့အချိန်မှာဟောဒီဘဝလူဖြစ်တဲ့အချိန်သာသနာထွန်းကားတဲ့ရွှေမြို့တော်ကြီးမှာငါလူဖြစ်ခွင့်ရတဲ့အချိန်ငါပိုင်ဆိုင်မှုတွေကနေရတာလေးကိုရအောင်ထုတ်ယူပြီးတော့ဒါနများပြုမယ်ဆိုရင်တဲ့ဒီလောက်ဒါနပြုလို့ကောင်းတဲ့မြို့ရှိအောင်မလားမြို့နဲ့တန်ခါနဲ့မလဲအောင်စာပေပရိယတ်တွေကသင်ကြားပို့ကြကောင်းတဲ့ဒီနေရာပဲလာကြတန်ခါတော်မြတ်ဒီရှားရှားပါပါစင်စင်ရဲရဲနဲ့စာသင်ရတာဒီရိုးကိုမရိုးနိုင်တဲ့မြို့ပဲရိုးသွားသလားဘလောက်ပဲခင်ကြီးတိုးတက်ပါတယ်လို့ဆိုသောစာသင်သားတန်ခါတွေကတော့ဆင်းရဲလို့ကောင်းတော့မှာပဲဒီတော့တန်ခါနဲ့ပတ်သက်တဲ့ဒါနကုသိုလ်များပြုမယ်ဆိုရင်ဒီရွှေမျိုးတော်လောက်ပြုလို့ကောင်းတဲ့မြို့ရှိရဲ့လားဒီတော့ပြိဿရင်စဉ်းစားမနေနဲ့အတိတ်တော်ကငါသည်ဒါနကောင်းမှုကံနေတဲ့အတွက်ကြောင့်ဒီဘဝသူတို့လိုချမ်းချမ်းသာသာမပြည့်ပြည့်စုံစုံမနေနိုင်ဒါဆိုရင်ဒီဘဝကနေငါတို့သည်နိဗ္ဗာန်မရသေးဘူးဆိုရင်တော့ဘဝတန်တရာဆိုတာဆုံးမလားဒီတတိလေးဒီအတိလေးကိန်းသွားရင်အိုးဟိုးလောက်မဲ့တော့နိဗ္ဗာန်မရခင်ကြုံရမဲ့ဘဝမှာတော့ဒီဘဝယူသွားတဲ့ဒါနကံသည်ငါအတွက်မျက်နှာပန်းလှလှအထက်တန်းကြကြနဲ့အဲ့ဒီဘဝကြရင်ခံစားရမှာပေါ့လို့အတွေးမှန်လေးကိုရအောင်တွေးပြီးရင်အလုံးမှန်ပြတဲ့စွမ်းသင်္ကန်းကြောင်းစီအလှလေးပေါင်းလိုက်ရင်မပြည့်စုံဘူးလားဒါပဲဒါကြောင့်ဒီဘဝကိုမပြည့်စုံဘူးလို့ထင်တယ်ဆိုရင်ပြိဿကြီးအားငယ်စရာမလိုပါဘူးသူတစ်ပါးရဲ့ပြည့်စုံမှုပေါ်မှာအိတ်တာမစ္စရိယအဘိဓါတွေပွားစရာမလိုပါဘူးဟောဒီအတိလေးကိုတတိလေးတစ်ချက်သွင်းလိုက်ရင်ဖြင့်ဒါနာကောင်းမှုကံမပါလို့ငါတို့မပြည့်စုံဒါနာကောင်းမှုကံကိုဒီဘဝပြည့်စုံအောင်ကြိုးစားလိုက်ရင်တော့နိဗ္ဗာန်မရောက်သေးတဲ့ဘဝတန်ត្រာဒီတက်ချမ်းချမ်းသာသာငါတို့ရမှာဖြေကထွက်မသွားဘူးလားဒါပဲဒါကြောင့်တို့တရားမှာပြတဲ့ဒါနမပါတန်ត្រာဥစ္စာချွေရန်ရှားပါသည်သူ့အတွေးလေးမမှန်ဘူးလားသို့တော်ပြိဿရဲ့ဒီလောက်လေးနဲ့ तू မရက်ဘူးအံ့ဩစရာကောင်းလိုက်တာမျိုးကဘာမျိုးလဲပညာတတ်ဘွဲရသလားစီဝါဥစ္စာပေါ်သလားမျိုးကလည်းယုံနေတယ်စီဝါဥစ္စာကလည်းဘာမှမရှိဘာပညာမှလည်းမတတ်ပဲမတညာတော့လဲပရိသတ်ရဲ့စီဝါဥစ္စာဆင်းရဲပြီးမဲ့စိတ်ထက်မဆင်းရဲတဲ့အခါအတွေးအခေါ်ကမြင့်မာတယ်စီဝါဥစ္စာဆင်းရဲပြီးမဲ့စိတ်ထက်ဆင်းရဲလို့ရပါမလားအဲ့ဒါအရေးကြီးဆုံးပဲပရိသတ်ရဲ့စီဝါဥစ္စာဆင်းရဲရင်ဆင်းရဲပါစေစိတ်ဓာတ်တွေမဆင်းရဲဖို့လိုပါတယ်စီဝါဥစ္စာတွေပြိဿရေဘလောက်ပင်ဆင်းရဲကိုကျင့်တရားတွေကောင်းဖို့လိုပါတယ်အဲ့ဒါပြိဿရေအပြန်လာမယ်စီဝါဥစ္စာဆင်းရဲပြီးတော့စိတ်ဓာတ်မဆင်းရဲဖို့လိုတယ်လို့စီဝါဥစ္စာချမ်းသာပင်ချမ်းသာညာတော်လေတချို့ပုဂ္ဂိုလ်တွေစိတ်ဓာတ်အလွန်ဆင်းရဲတာမရှိဘူးလားစီဝါဥစ္စာကတော့ချမ်းသာလိုက်တာနောက်ဆုံးမောကာယီနဲ့ကောင်းကြီးတိုက်ကြီးကောင်းကောင်းပေါ်မှာနေပင်နေ냐တော်လေစိတ်ဓာတ်နေကြဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကြတော့လေအများကြီးကိုရှိပါသေးတယ်မရှိဘူးလားဒါကြောင့်လေဘယ်လိုအခြေအနေဘယ်လိုဘဝရောက်အရေးအကြီးဆုံးဒီပြိဿစိတ်ဓာတ်မြင့်ဖို့မလိုဘူးလားစိတ်ဓာတ်မြင့်မှအတွေးမြင့်မယ်အတွေးမှန်မှအလုံးမှန်မယ်အလုံးမှန်မှကောင်းကျိုးချမ်းသာရမယ်ဟုတ်တယ်မလားသူ့အကြောင်းသူ့အကျိုးနဲ့ကြီးပဲအကြောင်းလွတ်အကျိုးရတာမရှိပါဘူး
ဟုတ်လားအခုကျွန်မလေးစီဝါဥစ္စာဆင်းရဲပေမဲ့စိတ်ဓာတ်မဆင်းရဲဘူးသိအရေးကြီးပါလေဟုတ်လားဒီတော့သူဒီလောက်နဲ့မရက်ဘူးအိုးဟုတ်ပြီငါတို့ဒီဒါနကောင်းမှုမပြည့်စုံတဲ့အတွက်ကြောင့်ဒီဘဝဆင်းရဲရဲချွတ်ချွတ်တဲတဲနဲ့နေရတယ်ဆိုရင်သီလကောင်းမှုမပြည့်စုံရင်ရောဘယ်လိုအကျိုးတွေရမှာလဲမသိဘူးတဲ့ဟောပရိသတ်ရေစီးပွားဆင်းရဲပေမဲ့ဉာဏ်ဆင်းရဲသလားဒါနာလေးတစ်ခုတည်းကိုတွေးသလားသီလကောင်းမှုမပြည့်စုံရင်ရောငါတို့ဒီဘယ်လိုစိုးကြုံများနဲ့ရင်ဆိုင်ရအောင်မလဲပြန်ပြီးတော့တွေးလိုက်တဲ့အခါကျတော့ပရိသတ်ရေသူအတွေးလေးထဲမှာအဖြေမှန်လေးပေါ်လာပြီမြန်မြန်ပြီးအောင်ဆိုမယ်သီလမပါဖြစ်လေရာယောဂထူပြောသည်သီလမပါဖြစ်လေရာယောဂထူပြောသည်ဟောအတွေးလေးမကောင်းဘူးလားဒါကြောင့်သူ့လိုတွေးပါလို့တဲ့တဲ့ပြောခဲ့တာပရိသတ်ရေမပြည့်စုံတဲ့ဘဝလေးကိုပဲစဉ်းစဉ်းစားစားနဲ့အချိန်မကုန်ပါဘူးဒါနမပြည့်စုံလို့ငါဆင်းရဲတယ်ဆိုတဲ့အတိလေးရပြီးတဲ့အချိန်သီလမပြည့်စုံရင်ဘယ်လိုဆိုးကျိုးနဲ့ငါကြုံရအောင်မလဲရဲ့လို့ကြိုပြီးတော့တွေးလိုက်ပြန်ပြီးတော့သီလမပြည့်စုံတော့ဘဝတန်တရာမှာပရိသတ်ရဲ့ဘာခံစားရယောဂထူပြောတယ်တဲ့ဒါဆိုရင်ဒါနပြည့်စုံရင်ဘဝတန်တရာမှာဆင်းရဲပါမလားသီလမပြည့်စုံရင်အဲ့ဒီမဆင်းရဲပဲနဲ့ချမ်းသာနေတဲ့စီးပွားဥစ္စာကိုခံစားခွင့်ရနိုင်မရနိုင်ပရိသတ်ရေဘလောက်ပဲချမ်းသာမိမိဒီဘဝတန်တရာတော်ကသီလအကျင့်မပြည့်စုံခဲ့ဘူးဆိုရင်ပိုင်ဆိုင်မှုတွေရဲ့အပေါ်မှာတဏှာတွေမခွာနိုင်ပဲနဲ့ပင်ပန်းရတာပဲရှိတယ်ပိုင်ဆိုင်တာတွေကိုခံစားခွင့်မရတဲ့ပုဂ္ဂိုလ်တွေအများကြီးပါပဲလူချမ်းသာတွေမတွေ့ဘူးလားချမ်းသာတဲ့လူတိုင်းအကောင်းစားရရဲ့ပရိသတ်ရေခေတ်ကလည်းလေဘာကနေဘလို့ပေါ်မှမသိဘူးကျွတ်တို့မြန်မာနိုင်ငံလောက်လေစီကြိုသွေးကြိုနှလုံးသွေးတို့မပေါ်ဘူးလားအောင်မလေးပရိသတ်ချမ်းသာပြည့်စုံလာတဲ့အချိန်သွေးတို့လေးကကတ်လာပြီစီကြိုလေးကကတ်လာပြီသွေးကြိုလေးကကတ်လာပြီနှလုံးလေးကဖောက်လာပြီဆိုရင်နဲ့ကိုယ်ပိုင်ဆိုင်တာတွေကိုအရင်ပြုတ်ပြီးတော့စားခြင်းရစားရသလားဩစားခြင်းရမစားရဘူးဆိုရင်စိတ်ထဲမှာချမ်းသာပါမလားဒါဆိုရင်ပြိဿကြီးဒါနကောင်းမှုတွေပြည့်စုံခဲ့လို့ချမ်းသာပါရဲ့တဲ့ချမ်းသာတဲ့စည်းစိမ်ပုံကြီးကိုတခါတဲ့ဥစ္စာဆောင်ကြီးလုံးပြီးရော့မှစောင့်ကြောက်ပြီးစောင့်နေရတာကလွင်မစားရမတော့ရစောင့်နေရတဲ့တတိတွေရောတချို့မရှိဘူးလားပရိသတ်ရေးစားနိုင်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိကြသလိုပဲချမ်းသာပင်ချမ်းသာကြတော့လေသွေးတို့နှလုံးစီကြိုအတွက်သွေးကြိုအတွက်ရှောင်ရတဲ့ပုဂ္ဂိုလ်တွေအများကြီးပါပဲရှိလားမရှိလားခေါင်းပေါ်ကိုကြည့်လိုက်စိတ်သရိုးကြီးကလည်းထိုးထားသေးတယ်နေရွက်ကိုကြည့်လိုက်စိတ်နှကကြီးကလည်းလက်နဲ့ပန်ထားသေးတယ်တပတ်ကြီးအရှိကြီးချအမလီစီဒိုနာဟိုတယ်မှာသွားမင်္ဂလာဆောင်ဟိုတယ်ကပြလိုက်တာအကောင်စားကိတ်ကြီးညီခဲမုံလေးပြတခါတဲ့ပရိသတ်ကြီးကြည့်နေတယ်အမစားကြအောင်လေမစားလို့မရဘူးပရိသတ်ကြီးမျက်နှာပြုံးနိုင်တယ်ဘာဖြစ်လဲဟာသွေးကြိုရှိတယ်အဲ့ဒါကြီးစားရင်သွေးကြိုတက်မှာဆိုတော့ဘယ်သူနဲ့မှရံမဖြစ်ရအောင်ပရိသတ်ကြီးစပွဲပေါ်လာတင်တဲ့ရေခဲမုံနဲ့ကိုယ်နဲ့ကိုအန်တကြီးကြီးရံဖြစ်ရတဲ့လူတွေမရှိဘူးလားစောတော့စောချင်းကြည့်ပါဦးဘယ်ရလာတာငါတွေးကြည့်ရှိမရဘူးပရိသတ်ကြီးပွားစီနဲ့ပင်ပန်းရတာမရှိဘူးလားပရိသတ်ကြီးဝတ္တတော်ကြီးကိုဝစတုပိုင်အောင်တုံးမင်းတုံညာတော်လဲစားပါအမေရဲ့စားပါအမရဲ့စားပါအကိုကြီးရဲ့လို့ချပေးပင်ချပေး냐တော်လဲကြည်ရင်နဲ့ပင်ပန်းရတဲ့ပုံကိုယ်တွေမရှိဘူးလားစားတော့စားခြင်းနဲ့တွေးလို့ရှိတယ်ဟလားကဲပရိသတ်ကြီးတွေးလို့ရှိလို့ဝတ္တမကန်ရတဲ့လူကမရှိဘူးလားအေးအဲ့ဒါပဲပြောချင်တာကအထင်နေလဲတော်ရမ်းကြည့်ပြီးတော့ကိုဆင်းရဲလာပြီမထင်နဲ့ချမ်းသာပင်ချမ်းသာ냐တော့လေသီလမပြည့်စုံခဲ့လို့ပြိဿကြီးယောဂဝေဒနာထူပြောလွန်းလို့တဲ့မစားနိုင်တဲ့လူတွေအများကြီးဟုတ်တယ်မလားအဲ့တော့ပြောချင်တာကပြိဿကြီးချမ်းသာတယ်ဆိုတဲ့အချိန်တိုင်းရောကောင်းသလားအဲ့အစားတွေအကြောင်းပြောရင်လေဘုန်းကြီးကအမြဲတမ်းသတိရတယ်ဘာသတိရလဲဆိုရင်ဘုန်းကြီးကို
အိန္ဒိယကိုပညာသင်ဖို့စပွန်ဆာပေးတဲ့ဆရာတော်တို့တရားနာပရိသတ်ကြားဘူးပါလေအခုတော့လွန်တော်မူသွားပြီလွန်တော်မူသွားလို့လည်းသူအကြောင်းပြောရတာဒေါက်တာအရှင်ဂံဗီရဗုဒ္ဓိကြားဘူးတယ်မဟုတ်လားသူနဲ့ဘုန်းကြီးနဲ့မသိဘူးဘုန်းကြီးကသူဗမာပြည်လာတဲ့ဆရာတော်ဘုရားလို့ဆရာတော်ဘုရားဟောတာပြောတာတွေကိုနားထောင်ပြီးတော့တပည့်တော်အားကြပြီးအိန္ဒိယကိုထွက်ချင်တယ်အဲ့ဒီချိန်တော့ပြိဿရဲ့ MRTV ဘိုးတို့ဘာတို့ဒီလိုမြမအတန် MRTV ဘိုးတော့မပေါ်သေးဘူးတဲ့မြမအတန်သူလည်းဖြိုးတာတွေလွှင့်တာပေါ့ဟာအိန္ဒိယမှာကွာဘုရားပွင့်တဲ့နေရာမှာဒီဘုန်းကြီးပညာသင်တာအားကြအဲ့တော့သူ့စီကို certificate ကြီးကန်ပြီးတော့အမှတ်စင်းကြီးနဲ့ဆရာတော်တပည့်တော်ကိုခေါ်ပါအေးခေါ်မယ်ကွာ तू ကအဲ့ဒီ sponsor ပေးတာတော့တော်တော်ရက်ရောတယ်ခေါ်တာပဲခေါ်တော့ကျုပ်ကလည်းသူကြောင်းသွားဟိုလဲရအောင်ပြိဿရဲ့ तू တပန်းကိုတပန်းနှစ်ပါးပဲရှိတယ်အဲ့ तू မွေးတာတဲ့ तू ချက်ဖို့ပြောဖို့မွေးတာတဲ့ကလမာကြီးတယောက်ရှိတယ်3ယောက်ပဲပြိဿရဲ့3ယောက်တည်းနေတာကိုလေတဲ့ကိုမတည့်တဲ့ကိုမတည့်ဆို तू ကလည်းဘလောက်ကျွတ်တယ်လဲဆိုရင်မင်းနဲ့ငါနဲ့နှစ်ပါးတဲ့နေရာမှာမင်းကအပေါ်မှာငါအောက်မှာတဲ့ဒီတော့ငါဆရာတော်ဆိုမင်းငါစီကန်းထုတ်ရမှာနော်ထုတ်ပါဗျာအဲ့တော့မင်းငါစီကန်းကတော့အရှိကြီးလဲမင်းမှတ်စရာမလိုလိုက်ဆိုပါလဲဆိုတစ်ငါနဲ့တက်အောင်လေးဟုတ်ပြီဗျာနှစ်ငါနဲ့တက်အောင်လေးဟုတ်သုံးငါနဲ့တက်အောင်လေးဒါပဲကွာတဲ့တစ်နဲ့တော့မင်းအဓိကတော့ငါနဲ့တက်အောင်လေးရပြီကွာအဲ့နဲ့ဟုတ်ပြီတော်တော်စိတ်ကြီးတယ်ဘာဖြစ်လို့ဆရာတော်ကသွေးတို့စီးကြိုနှလုံးမှလေဒီမှာ operation လုပ်တာဘယ်နည်းနဲ့လုပ်တာလဲဟိုးခြေကုံအထိတခါလေချိုရိုးကြီးကိုအရှိလိုက်ကြီးသူ့မှာလေအမြဲတမ်းသွေးတို့နှလုံးစီးကြိုဒါနဲ့ပဲအလုပ်ရှုံနေတယ်အဲ့တော့လေတခါတလေမြဘလောက်ဒေါသကြီးလဲဘုန်းကြီးတို့ကလည်းပဲသူ့เจ้าဒီအဆောင်အတငယ်ချင်းတွေစုံတဲ့အခါ၄၅၆ပါး9ပါးစုပြီးစကားပြောနေသူကဘယ်တော့မှအငြိမ်မနေဘူးတပြက်စီးလဲမလဲရေးပတ်နေမယ်ဘာမှမဟုတ်ဘူးဆိုရင်သူကတစ်ပိန်နေခုညက်ဒီညက်လုံးနေတယ်ကျွတ်တော့ပြောလိုက်ကြရီးလိုက်ကြဆိုလေကိုတို့ဘာတွေပြောနေလဲဘာရတော့မဟုတ်ပါဘူးဆရာတော်ဗျာဟိုပြောဒီမျိုးဟာအော်တယ်ကိုတို့ဒီပါဇက်၄ကုံခံပြီးတော့မြန်တောင်စင်မရပြောနေတာတပြည့်တော့ကိုတို့မေတ္တာရက်ခံမယ်နော်တဲ့အဲ့လိုပေါက်တက်ကြရတဲ့အချိန်ကုန်ပြောမယ်ဆိုရင်ကိုယ်ကွယ်ရအခန်းထဲမှာသွားပြောတယ်ကိုရှိမှမပြောနဲ့ဘာဖြစ်လို့ကြည့်လို့မရဘူးတဲ့ကိုကလေထိုင်ပြီးအလကားနေတဲ့သူဆိုရင်ကိုเจ้าကဖရားတွေသွားကြည့်တယ်ဖရားကိုယ်ကွယ်တော့ထိုင်ကိုတော့တဆူးမှမပါဘူးလို့မတ်တက်ရက်ကိုတော့ပဲကိုယ်ကွယ်တာထိုင်တဲ့ကိုတော့ဆိုရင်ဖရားတော့မကြည့်ကြလို့ကိုမတ်တက်ရက်ကိုတော့ပဲကိုယ်ကွယ်တာတဲ့ဟာလို့ကြောက်စရာကြီးလို့ပြောလိုက်တာတကယ်အဲ့လောက်စိတ်တူတာသို့တော်မင်းတဲ့အဲ့ဒီဘုန်းကြီးမှလေကြိုက်တဲ့အချိန်စိတ်တူပူဇာလို့ရတာတခုရှိတယ်ဘာလဲဆိုရင်ဘုန်းကြီးတို့ကလည်းကလပြေဆိုသိတဲ့အဆောင်ကကလားเจ้าသားပဲရှိတာကြက်ဥတော်စားလို့မရကြက်ဥမြန်ကြော်ပြီးပြီဆိုရင်လေအဲ့ဒီကြက်ဥကိုစီစီကန်းရှိနေပါလေကြွကြွအိတ်ထဲမှာထည့်ခေါ်လေကြေမွားနေအောင်ချေပြီးအဲ့ဒီကြက်ဥချေပြီးသားအထုပ်ကိုလေကြွကြွအိတ်ထုပ်ကိုလွယ်အိတ်ထဲထည့်ထားတာအမိုက်ဘုံနဲ့မထည့်ဘူးအမိုက်ဘုံနဲ့ထည့်နေကလားလေကြံ့ကြံ့မှပြတ်တယ်အဲ့အမိုက်ဘုံနဲ့ကြက်ဥအကုန်မရှာသေးတယ်ရှာပြီးသွားတိုင်တာအဲ့တော့ကျွတ်တို့ကအဲ့ဒါကိုဟိုးတော်ရမှာသွားစွန့်ပြီးတော့အဆောင်မှာဘာမှချက်စားလို့မရတော့ဆရာတော်ဗျာလို့ဒီမှာတပြည့်တော့တော်တော်စားတာဆင်းရဲတယ်ဗျာလို့ဘုန်းကြီးเจ้าဆိုရင်စားရတယ်သူเจ้าကြီးအကျယ်ကြီးကိုမြန်မာเจ้าဆိုဘယ်သူမှ complain မတက်ရင်အဲ့တော့တပြည့်တော့เจ้าမှလာပြီးဟင်းကောင်းလေးနဲ့စားဟာလာကျန်တာပူဇာခြင်းတော့ပူဇာပြိတ္တိမရဘူးဟင်းကောင်းလေးနဲ့ဆွမ်းစားခြင်းလို့ဆိုရင်လာခေါ်လာခဲ့အကုန်လုံးခေါ်လာခဲ့ရဲရောဟာကျွတ်တော့သွားပျော်စရာကြီးဒီငါ10ပါသွားချက်မင်းတို့စားညာချက်တခါလဲချက်ခိုင်းတာပြိတ္တိကျွတ်တော့လည်းပဲလူစကားရရင်လည်းပြောရင်ငတ်တာကြနေဟုတ်လားကလပ်ပြေမှာမစားရတာကြပြီဆိုလေဟိုကတော့ဘာချက်မလဲဒီဝတ်သားချက်မယ်ဒီကြက်သားချက်မယ်ဒီစီသားချက်မယ်ဘာပဲပြောဈေးကြီးတဲ့ဈေးမကြီးပြောအေးချက်မင်းတို့စားညာချက်ပြိတ္တိချက်ပြီးပြီဆိုတဲ့အခါကျွတ်တော့လည်း तू ကမှတစ်ခုမှမစားတော့လေချက်ပြီးတော့ဆရာတော်ဒီဘက်တော့ဆုံးမအေးစားပါကွာကျွတ်တော့ဆုံးမပြီလို့သူကြီးနေဇွဲဟိုဘက်ကပဲခေါထဲပါကွာဘုန်းကြီးဆိုအမြင်နဲ့မင်းကလည်းမဟာစီရိတ်တာလာနဲ့အမှတ်နဲ့စားနေရလားမသိဘူးထဲစမ်းမှမင်းကလည်းထဲကြတော့မခံနိုင်တော့တယ်ထဲဝတ်သားတော်နေသူထဲဟာငပီးတွေထဲကုန်ထဲမျိုးလေ तू ကထဲပြီးဆိုမှတော့ပြိတ္တိတရားလူတယ်လေလာထားအာဘွားဘောဟုတ်လားကိုင်မီဘောအစာတွေကပြီးဖုံးညင်နေတာဆိုလေဘာမှမပြောတော့ဘူး तू ကတော့အားပေးနေပြီးတော့ခိုင်အာရပါကုန်လေအဲ့ဒီအချိန်ကြတော့လေသူ့ရင်ထဲမှာမခံနိုင်တဲ့ပေါက်ကွဲတာထွက်လာတယ်အခါတဲ့ဆွန်းနေထက်ဟင်းနေတဲ့ပြင်းနေအကျွန်ုပ်သည်ဘဝသန္တရာသမားလူပြန်ဖြစ်ခင်သွေးတို့နှလုံးစီးကြိုလိန်ငံယောဂတွေကင်းပြီးတော့ဝတ်သားတို့မြင်ဟောဒီကိုလိုကြီးလိုပဲအငမ်းမရတုံနိုင်ပါစေတည်းသူဆုတောင်းတာရင်ထဲမှာခံစားနေရတဲ့ပေါက်ကွဲချက်ဟုတ်လားမဟုတ်လားကဲဝတ်သားတို့ကြီးနဲ့လွေးနေတဲ့ဒီကိုတော်ကြည့်ပြီးရင် तू စားကြင်လားမစားကြင်လားစားကျင်တာပေါ့သို့တော်ပြိဿကြီးသွေးတိုးတဲ့စီးကြိုတဲ့နှလုံးနဲ့ဆိုကန်ရင်လားဒါပဲကြောင်ကြီးကန်ကြီးနဲ့တက်ကြီးကားကြီးနဲ့ဘလောက်နေပြိဿကြီး
ချမ်းသာတယ်ဆိုအထင်မကြီးနဲ့ဝတ်သားတို့မကန်ရတဲ့ဘုန်းကြီးသူအများကြီးပဲအဲ့ဒါမှသစိမ်းအိုင်နဲ့တူတူပဲအဲ့တော့ပြိဿကြီးတီလအားနေရင်ကိုပိုင်ဆိုင်ခွင့်ကိုစားခြင်းနဲ့စားလို့ရတာအခုအဲ့ဒီဘုန်းကြီးပြိဿကြီးယင်းနေ့ကစကားမှန်လားမှန်ပါလားသူစားခြင်းမှာပေါ့တခါလိမသိတနာဘောနာကောင်းရရင်ငါဒါလေးကိုရွေးပေးစမ်းပါဘုန်းကြီးတို့ဒီမှာရှိတယ်မလားဟိုစာလေး၊ွေလေးတွေဘာလေးတွေမြေပဲဆန်တွေအထုပ်လေးတွေပေါင်းတာလေကလပ်ပြရလာတယ်အဲ့ဒီပထုပ်ကိုပေါင်းမြေပဲဆန်ကျုပ်ကဖယ်ပေးရတယ်ဘုန်းကြီးကလည်းဒီထဲမှာမြေပဲဆန်တကူကောင်းတာစကားများတာကွာမင်းကလည်းမြေပဲဆန်ကနေတော့မတည့်ဘူးကွာစီးကြိုတက်တယ်အဲ तू မတည့်ဘူးဆိုရင်မြေပဲဆန်ရွေးကောက်ပွဲပြီးရင်ကျုပ်ကအဆင်ပြေတာဗောဟုတ်လားဘုန်းကြီးမတည့်ဘူးโอเคဒါဆိုရင်တပည့်ကြီးအတွက်ဟုတ်လားအဲ့လိုပြိဿကြီးပြောချင်တာကသီလမပြည့်စုံရင်ပိုင်ဆိုင်ခွင့်နေရှိခြင်းသလောက်ရှိခံစားခွင့်ရတာဒီတော့ဘုန်းကြီးတို့ပြိဿဘဝတန်တရာကိုဖြတ်သန်းဖို့ရန်အတွက်ဒီကနေ့ဖျားစစ်ဖျားမှန်တရားစစ်တရားမှန်သံဃာစစ်သံဃာမှန်တွေ့နေတဲ့သာသနာနဲ့ကြုံလုံးမှာသီလလေးရောပြည့်စုံဖို့မလိုဘူးလားသို့တော်ပြိဿသီလလေးရောပြည့်စုံဖို့မလိုဘူးလားဆိုတို့ပြိဿကပြည့်စုံပါတယ်ဖျားလို့អော်ပြောမလားဘာဖြစ်လို့လဲမပြည့်စုံလို့ကျုပ်ကမမေးဘူးနော်အာနာလို့ဟုတ်လားអော်ပြောမလားလို့မေးတာဟုတ်လားဒါဆိုရင်ပြိဿရေကျွန်းမာလေးစဉ်းစားနေပြီဘဝကဆင်းရဲပင်ဆင်းရဲ냐တော့လဲစိတ်တက်မဆင်းရဲတဲ့ကျွန်းမာလေးဘဝကအသိပညာတွေမသိမင်းမသိရကြော်냐လဲပဲပင်ကိုတွေးတတ်တဲ့ပင်ကိုညံလေးကောင်းလိုက်တာဒါနမပြည့်စုံရင်ငါဘဝတန်ត្រာမှာဒီလိုပဲဆင်းရဲရဥမှာပါပဲသီလမပြည့်စုံရင်လည်းယောဂထူပြောတဲ့ဘဝကြီးကိုငါရဥမှာပါပဲဒီတော့ငါလေးတဲ့ဒါနတလန်းနဲ့သွားလို့တော့မဖြစ်ပြန်ဘူးတဲ့ဘာပါဖို့လို့ဟောပြိဿကြီးဒီလောက်နဲ့ तू မရက်တော့ဘူးအရှင်ကတက်သွားပြီဟာဒါဆိုရင်ဒါနအကြောင်းစဉ်းစားလို့ပြီးပြီသီလအကြောင်းတွေးခေါ်လို့ပြီးပြီဘာဝနာကုသိုလ်များမပါခင်ငါတို့ဘယ်လိုဆိုးကျိုးများတွေ့ကြုံရအောင်မလဲဟော तू စဉ်းစားပြီဟုတ်လားဒီတော့ဘာဝနာအကျိုးလေးမစဉ်းစားခင်သီလအကျိုးလေးကိုမှတ်သွားအောင်လွယ်သွားအောင်လိုက်ဆိုသီလမပါဖြစ်လေရာယောဂထူပြောသည်သီလပါမဘေမခအေးမြတ်သက်ရှိမည်အပြေတခါတည်းပန်သွားပြီနော်သီလမပါရင်ဘာသီလပါရင်ဘာဆိုတာဒီတရားမှတ်လို့မလွယ်ဘူးလားဒါဆိုရင်သူဘာဝနာအကြောင်းစဉ်းစားတယ်။ဩဘာဝနာမပိုင်ငါတို့ဘယ်လိုဆိုးကြိုးများတွေ့ရဥမာနဲ့စဉ်းစားလိုက်တဲ့အခါပြိဿရင်လိုက်ဆိုမယ်ဘာဝနာမပါသံတရာရှေကြလွန်လှသည်ဘာဝနာမပါသံတရာရှေကြလွန်လှသည်ဟောဘာဝနာမပါတော့ပြိဿကြီးတန်ត្រာဘာဖြစ်လဲရှေးဥမှာပဲဒါနတွေပြည့်စုံလို့သီလတွေပြည့်စုံလို့ဇီဝဥစ္စာတွေကလည်းရပါပြီချမ်းချမ်းသာသာနဲ့လည်းခံစားခွင့်ရပါပြီတဲ့ပြိဿကြီးဘယ်လောက်ပြည့်စုံလို့ဘလောက်ချမ်းချမ်းသာသာခံစားရတယ်လို့ဆိုပါစီလူသက်တမ်း80 80တက်ပို့ပြီးတော့ခံစားခွင့်ရမလားကဲဒီတော့အားကြစရာလိုသလားပြိဿရေလောကအတွက်လိုအပ်တာမှန်ပေမဲ့ဒါမရှိလို့ဆိုပြီးတော့ဘဝတန်ត្រာအတွက်လက်မြောက်စရာမလိုဘူးတဲ့ဆင်းရဲတဲ့ပုဂ္ဂိုလ်လည်းတစ်နေ့တစ်နက်နဲ့သုံးနှစ်ပါပဲဒကာကြီးတယောက်ပြောဘူးလေဟုတ်လားဘလောက်ချမ်းသာပါကွာတဲ့သူလိုလည်းပဲညနေကျရင်မိကိုတစ်လုံးလောက်ပဲအပေါ်တက်ပြီးချက်နိုင်တာပါပဲတို့လည်းပဲရင်နွေးတစ်လုံးကြိုပြီးတောက်လဲမိကိုတစ်လုံးတော့တက်တာပါပဲဟုတ်လားအဲ့တော့ပြောချင်တာကပြိဿရေချမ်းသာလို့ကာမဂုဏ်အာယုန်တွေဘလောက်ပဲခံစားနိုင်ပါစေတဲ့ဟောဒီယုတ်တရားနံတရားကြီးကိုရနေအောင်မယ်ဆိုရင်အိုခြင်းဆိုတာလွတ်မလားနာခြင်းဆိုတာသိခြင်းဆိုတာပရိသတ်ဤဟိုရွာထဲမှာနေတဲ့ဆင်းရဲသားလေအိုပြီးနာပြီးသိရမှာပါပဲတိုက်ကြီးပေါ်မှာနေတဲ့ဘီလျံနာတတိကြီးလေအိုပြီးနာပြီးသိရမှာပါပဲဘယ်စီဝါဘယ်နိုင်ငံဘယ်လောက်အတတ်ပညာရှင်ကြီးနဲ့ကုပါစေတဲ့တတ်တန်းတစ်ခုတော့ကြော်လို့နေခွင့်မရပါရပါမလား
ဒီတော့ပြိဿရေအနစ်ချုပ်လိုက်ရင်ဘလောက်ခံစားခွင့်ရအိုဖို့တည်ဖို့စောင့်နေတဲ့ခန္ဓာကိုထမင်းကျွေးရင်တည်ဖို့စောင့်နေတာ ਨੇ မတူဘူးလားဒီတော့ဘလောက်ပင်ဒါနကောင်းမှုတွေကောင်းလို့ပိုင်ဆိုင်မှုတွေရပါစေဘလောက်ပင်သီလကောင်းမှုတွေပြည့်စုံလို့ပြိဿရေခံစားခွင့်တွေရပါစေဟောဒီခန္ဓာကြီးရှိနေပြီဆိုရင်တော့အိုရအောင်မနာရအောင်မသိရအောင်မအိုနာသိမလွတ်သေးသမျှခန္ဓာဆိုတာမဆုံးနိုင်ခန္ဓာမဆုံးနိုင်တာကိုပဲတန်တရာလေတယ်လို့ခေါ်ပါတယ်တန်တရာလေတယ်ဆိုတာဘာတွေလဲဘဝတွေတစ်ခုပြီးတစ်ခုရခန္ဓာတွေတစ်ခုပြီးတစ်ခုရနေတာကိုပဲခန္ဓာလေတယ်တန်တရာလေတယ်လို့ခေါ်တယ်ပြီးတော့အဲ့ဒီခန္ဓာလေတာကိုလွတ်ဖို့ကြတော့ဒါနာလေးတိလာလေးနဲ့လွတ်အောင်ယုံလို့ရမလားမရဘူးဟောဒီယုတ်တရားတန်တရားကြီးရဲ့စက္ကန့်တိုင်းသိနေတာကိုဝိပဿနာဉာဏ်နဲ့တွေ့အောင်ရှာဖို့လိုပါတယ်ဟောဒီယုတ်တရားတန်တရားကြီးရဲ့စက္ကန့်တိုင်းအနိစ္စဆိုတာကိုစာထဲကအနိစ္စခန္ဓာထဲမှာတွေ့အောင်ရှာဖို့လိုပါတယ်စာထဲကဒုက္ခခန္ဓာထဲမှာသိအောင်ရှာဖို့လိုပါတယ်ငါဖြစ်ခြင်းသလိုမဖြစ်ဘူးဆိုတဲ့စာထဲကအနတ္တဟောဒီခန္ဓာမှာတွေ့အောင်ရှာဖို့လိုပါတယ်အဲ့ဒါကြတော့စာတိနာတိလေးနဲ့ရမလားခန္ဓာအတိကိုဝိပဿနာမမဖိနဲ့ရကိုမရပါဒီတော့ဝိပဿနာဘာဝနာမပါသမျှအနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုသိမလားအနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုမသိဘူးဆိုတဲ့ကကိုယ့်ကိုယ်ကိုမြဲတယ်ကောင်းတယ်ငါပဲသူပဲဆိုတဲ့အစွဲကွာမလားမကွာသမျှတန်တရာဆုံးမလားမဆုံးဘူးတဲ့ဒါကြောင့်ကျွမ်းမလေးစဉ်းစားလိုက်ပြီးဘလောက်ချမ်းသာပါစေဘလောက်ခံစားခွင့်ရပါစေဟောဒီခန္ဓာကိုယ်ကြီးရပြီဆိုရင်တော့အိုတဲ့မျိုးဖြစ်တဲ့အတွက်အိုရမှာမလွဲပါပဲနာတဲ့မျိုးဖြစ်တဲ့အတွက်နာရမှာမလွဲပါပဲသိတဲ့မျိုးဖြစ်တဲ့အတွက်သိကိုသိရမှာမလွဲပါပဲဘာလို့မလဲတဲ့အိုနာသိမလွတ်သမျှတော့ငါတို့လိုချင်တဲ့ချမ်းသာအမှန်ရမလားမရဘူးဒါကိုသူသွားတွေ့တယ်အဲကြောင့်ဘာဝနာမပါတန်တရာရှည်ကြလွန်လှသည်ဘာဝနာမပါရင်တန်တရာမရှိဘူးလားအဲ့ဒီဘာဝနာကိုပွားမှဝိပဿနာဉာဏ်ကိုရမယ်ဝိပဿနာဉာဏ်ကိုတစ်ဆင့်ဆက်ပွားမှမဉ္ဇဉ်ဘုံဉာဏ်ရမယ်မဉ္ဇဉ်ဘုံဉာဏ်နဲ့မှသောတာပန်အဆင့်ပထမဆုံးမဉ္ဇဉ်ဘုံဉာဏ်ရပြီဆိုကြတဲ့ကဘဝတည်တက်ကတ်ထားလို့ရမသွားဘူးလားခုနဘဝပဲပြိဿရေအောက်ဆုံးသောတာပတိမဉ္ဇဉ်ဘုံဉာဏ်လောက်ရအောင်ကြိုးစားသွားရင်တော့ဘဝတန်တရာဆိုတာတက်ကတ်ထားလို့မရဘူးလားရသွားပြီသူ့အတွက်ဘယ်နှဘဝပဲကြံတော့လဲအေးဒါကြောင့်ဘုန်းကြီးတို့ကလေနိဗ္ဗာန်အထိမပြောပါဘူးဟောဒီဘဝဟောဒီခန္ဓာကြီးရတဲ့အချိန်ငါဆင်းရဲတယ်သူချမ်းသာတယ်ငါဆင်းရဲတယ်သူဆင်းရဲတယ်နဲ့စဉ်းစားလို့မနေပါနဲ့ပြိဿရေရထားတဲ့သာသနာအခွင့်အရေးကောင်းကြီးနဲ့ကြုံတော့မှရထားတဲ့ယုတ်တရားနန္တရားကိုဘာဝနာလေးပွားလိုက်မယ်ဆိုရင်တော့ဝိပဿနာဉာဏ်ရရင်ပါရမီကုသိုလ်ပါလိမ့်မယ်အနိမ့်ဆုံးအပင်၄ပါးတကားပေါက်တော့ပြိပါလိမ့်မယ်မပေဘူးလားမဉ္ဇဉ်ဘုံဉာဏ်မဟုတ်တော့လည်းပဲဝိပဿနာဉာဏ်သည်ဒီဘဝကနေတန်တရာခရီးသွားရင်တန်တရာမဆုံးသေးဘူးလို့ဆိုတော်လေတဲ့ငရေတရိษံပြိတ္တာသူရကင်ကြမလားဟောမကြဘူးပြိတ္တာရေဒါဆိုရင်ဒီတဲ့ကြိုးစားလိုက်လို့သောတာပတိမဉ္ဇဉ်ဘုံဉာဏ်လောက်များရသွားမယ်ဆိုရင်အေးဘဝတန်တရာခရီးကတော့ခုနှစ်ဘဝလီဆိုတာပဲကိုယ့်အတွက်ကြံပါတော့တယ်တက်ကတ်ထားလို့မရဘူးလားအေးအဲ့ဒီလောက်အထိတော့မှတ်ဖို့မလိုဘူးလားလိုတယ်ဒီတော့ဘာဝနာမပါတန်တရာရှည်ကြလွန်လှသည်ဒီတော့လိုက်ဆိုဘာဝနာပါမဝတ္တုခမုံချငြိမ့်လိမ့်မည်ဆိုကြည်သာဘာဝနာပါမဝိတုခမုံချငြိမ့်လိမ့်မည်ဟောဘာဝနာပါမဝိတုခမုံချငြိမ့်လိမ့်မည်ကဲဒါဆိုရင်ပြိဿရေဘာဝနာပါသွားရင်တော့ချမ်းသာတာတွေဆင်းရဲတာတွေစဉ်းစားစရာလိုသေးလားခံစားနိုင်တာတွေမခံစားနိုင်တာတွေဆင်းရဲစရာစဉ်းစားစရာလိုသေးလားဟောဘာဝနာပါရင်ပြိဿရေသောတာပတိမဉ္ဇဉ်ကနေတစင်ပြီးတစင်သွားလို့
အရဟတမဉာဏ်ဘုံဉာဏ်မြတ်ရောက်သွားပြီဆိုရင်တော့ဝတ်ဒုက္ခဆိုတာအပြည့်တိုင်းငြိမ်းပါပြီဘယ်သူတွေးနေတာလဲကျွမ်းပါလိပြိဿကြီးအံ့ဩဖို့မကောင်းဘူးလားဟောဒီတဲမှာဆင်းရဲပါတယ်ဆိုတဲ့လူတော်မှအဲ့ဒီကျွမ်းပါလိလောက်ဆင်းရဲပါမလားအေးအတွေးမှန်လေးရသွားတဲ့အခါကျတော့သူအရင်ဆုံးစဉ်းစားပြီဒါဆိုရင်ငါဒီဘဝတန်ត្រာခရီးကိုဖြတ်တန်းရဥမာနိဗ္ဗာန်ဆိုတဲ့ပန်းနိုင်ကိုမရောက်သေးရင်တော့ငါအတွက်ဘလောက်အကြာကြီးဆက်ရမယ်ဆိုတာမသိသေးဘူးဒါကြောင့်ဟောဒီမှာဝိပဿနာရှင်တော်မြတ်ဘုရားရဲ့သာသနာတော်မြတ်ကြီးနေတဲ့ငါကြုံနေပြီဘုရားစေဘုရားမှန်ရဲ့ဓမ္မတရားစေတရားမှန်ကိုလည်းငါအားထုတ်လို့ရပြီသံဃာစေသံဃာမှန်ကိုလည်းငါလှူဒန်းလို့ဒါနပြုခွင့်ရပြီဒါဆိုရင်တန်ត្រာခရီးအတွက်ဟောဒီသာသနာကြီးနဲ့ကြုံတော့မှာတော့ငါအရင်ဆုံးဒါနကုသိုလ်ရအောင်ယူမယ်။ဘာကုသိုလ်ရအောင်ယူလဲ။ဒါနကုသိုလ်ရအောင်ယူမယ်ဆိုပြိတ္တရဲ့ကျွန်းမသူ့မှာပိုင်တာဘာပဲရှိတယ်။ရေအိုးလေးတစ်လုံးပဲရှိတယ်။သို့တော်ပြိတ္တရဲ့ရေအိုးလေးတစ်လုံးရှိတယ်ဆိုဒီရေအိုးလေးလည်းပဲရေမခတ်ရအောင်လား။ပြီးတော့ငါဘာလူမလဲလူတော့လူချင်းပြီလူမဒါနာကောင်းမှုရှိမှတန်ត្រာမှာချမ်းသာမယ်ဆိုတော့သိပြီငါဘာလူမလဲလို့စဉ်းစားလိုက်တော့သူ့မှာလှူเสียပါရှိကောင်းဘောကရေအိုးလေးလက်နဲ့ဆန်လိုက်တဲ့အခါကျတော့ရေအိုးထဲမှာဘာရှိတယ်ရေရှိရင်ဘာလူမယ်ဒါပဲပေါ့ပြိဿရေမရှိလို့မလူဒါပဲအခုရှိအောင်ရှာရင်မရဘူးလားရေအိုးထဲမှာရေရှင်ဟောဒီရေကိုလူမယ်ဟောဒီရေကိုဘုရားရှင်ကိုရောမြတ်ကြီးလွှင်းလေဘုရားရှင်ကိုရောမြတ်ကြီးတောက်နိုင်မတောက်နိုင်ဘုရားလည်းအသုံးတဲ့ဟိုးအနုဝဲစားနောက်ဆုံးတိရစ္ဆာန်ဒီတိုက်မယ်ဆိုရင်ဒီကတန်ဖိုးမရှိဘူးလားရေပဲဆိုပြီးတော့ပြိဿကြီးအထင်သေးလို့ရမလားအေးဒါကြောင့်ဒုပြိဿကိုပြောနေတာဆင်းရဲတဲ့ချမ်းသာတဲ့စဉ်းစားစရာလိုသလားငါပြောတပီးလေးပဲဒီနေ့ဝင်နိုင်တယ်ဆိုရင်တပီးကိုပြိဿကြီးအနည်းဆုံး73လုံး14လုံးတော့ပါပါတယ်မပါဘူးလားတပီးလူစရာမလိုဘူးဟောဒီတပီးလေးကိုကင်ပြီးတော့လာလမ်းမှာဒီဆွမ်းမပြည့်စုံလို့အိမ်စဉ်ရက်နေတဲ့တန်ဃာတစ်ပါးတွေ့ရင်အိုးတန်ဃာတွေတော့ဟောဒီ73လုံးလေးကငါလူလို့တစ်လုံးလူရင်တစ်လုံးပဲရော့မှာပေါ့ကို့အတွက်ကတစ်လုံးလေးရော့သွားပြီမယ်ဟောဒီတစ်လုံးလေးကိုဖုံးပေးလိုက်တဲ့တန်ဃာဒီဆွမ်း2လုံးစာလောက်တော့အချိန်နေမကောင်းဘူးလားဒါပဲခံယူတတ်တဲ့အတွေးမှန်လေးရှိရင်လှူစရာဆိုတာရှားသလားပြိဿကြီးဆင်းရဲသားတွေကအဲ့ဒီလိုတွေးဖို့လိုတယ်လို့ချမ်းသာတဲ့ပုဂ္ဂိုလ်တွေကပြိဿကြီးချမ်းချမ်းသာသာလှူရင်မရဘူးလားပြောလိုတာကသူ့မှာရေရှိတော့ဘာလှူမယ်ဒါပဲဒုပရိသတ်ရွှေရှိရင်ဘာလှူလို့ရလဲအပိုင်မင်းဒါလေးကိုမေးနေတာအတော်ပဲရွှေရှိတော့ဘာလှူမယ်ငွေရှိတော့မြေရှိတော့ရေရှိတော့ဘုန်းကြီးမှာじゃဘာပြကြရှိလဲဘုန်းကြီးပိုင်တာပါရှိတယ်ဘာမှမပိုင်ဘူးဘုန်းကြီးပိုင်တာပရိသတ်ရေတခုမှမယူတကားတော့မှလှူထားတာကြီးပဲဟုတ်တယ်မလားမလီကားကောင်းကြီးအထင်မကြီးနဲ့ဟုတ်လားသူများလှူတာကြီးပဲကိုရှာရပါပါလေဘုရားသာသနာနဲ့တွေ့ကြုံဘုရားသာသနာကိုစီကံတကြစာလေးသင်ကံကောင်းထောင်းမစွာပါရမီလေးပါလို့ဟောခွင့်ပြောခွင့်ရတော့ပရိသတ်ရေဘုန်းကြီးတို့လည်းပဲအစဉ်ပြေတာပါမာနတက်เสียရှိသလားသို့တော်ပရိသတ်ရေဘုန်းကြီးပိုင်တာလူမသိလို့ပါရွှေရှိတဲ့ဓမ္မကြီးတွေရွှေလူပဲငွေရှိတဲ့ဓမ္မကြီးတွေငွေလူမယ်မြေရှိတဲ့ဓမ္မကြီးတွေမြေလူမယ်ရေရှိတဲ့ဓမ္မကြီးတွေရေလူမယ်ဟောဒီကိုတော်တဲ့လေရှိတဲ့အတွက်လေလူတယ်အောင်မဲပရိသတ်ဒီလေနဲ့လှူလို့ပဲပြီးရင်အချိန်လေးကောင်းတာမှာမို့လားအဲ့ကောင်းလို့ရတဲ့မန္နီလေးကိုမနှက်ပံဆွမ်းလေးဖြစ်အောင်လုပ်လိုက်တော့ဟောမနှက်ပံဒီကနေ့လှူတာကလေမနှက်ပံကျရင်လေကဘာဖြစ်သွားလဲဟာဘောပရိသတ်လေရှိတော့လေနဲ့လှူရတာအောင်မလေးတကဘာလုံးပတ်ပြီးတော့တထေးကိုလေနဲ့မှုတ်သူ့အိတ်တဲကထွက်လာတဲ့ခုံလာတဲ့ပတ်စံကိုဆင်းရဲသားနဲ့ဘုန်းကြီးပြန်လှူဘလောက်ကောင်းတော့ပရိသတ်လေရှိတော့ဗာနဲ့လှူပြောချင်တာကလှူခြင်းရင်ရှာရင်မရဘူးလားရတယ်ဟုတ်လားဒီနေ့မှာဘုံဘုံစကားတစ်ခုပြောဖို့ရှိလာပါတယ်တတိယလာတယ်ရွှေရှိရင်ရွှေလှူတယ်ဆိုလို့ဘုန်းကြီးဘယ်တော့မှမမေ့တဲ့ဘဝသမိုင်းနာဂိမုံတိုင်းတိုက်တဲ့အချိန်ဘုန်းကြီးတို့ဘုရားကြီးသာသနာ2500မှာနာဂိအလှူတော်ဆိုဟောလိုက်တာ2ရက်အတွင်းမှာပဲရွှေမျိုးတော်ကလှူလိုက်တာအလှူငွေသိန်း1000ကျော်နဲ့
ပစ္စည်းကိုကား12စီးဆေဘင်းကား12စီးတိုက်ထုတ်ခဲ့ရတယ်အဲ့ဒီမှာပြိဿရွှေလေးတွေပါလာအဲ့ဒီကရားတဲ့ရွှေလေးတွေငကတ်လေးတွေပါတယ်ဆွဲကြိုးလေးတွေပါတယ်လက်ကောက်လေးတွေပါတယ်အကုန်လုံးစုထားတာအဲ့တော့ပြိဿစုရင်းနဲ့ပြန်လာတဲ့အချိန်ကျတော့ဘောလို့ဒီရွှေတွေကိုလို့ငါသာသနာမှာရည်ရွယ်လိုက်တာဘုရားတွေထီးတွေပြုတ်ကြတယ်လို့နာကိတော့ဘုရားထီးတွေလိုက်လှူမယ်ပေါ့အဲ့ဒါနဲ့ပြိဿကြီးစဉ်းစားနေတော့ရှိတယ်အိမ်မက်ထဲမှာကြုံတဲ့ဘုရားတော်တော်များများလည်းသိပဲဖြာပုံမျိုးကလေပြည်လုံးချမ်းသာသားစီဘုရားကြီးဆိုတာဘုန်းကြီးဒါအားလုံးဝမ်းမြောက်ဖို့ပြောတာပါမန္တလေးရွှေမြို့တော်ကလှူလိုက်တဲ့အဲ့ဒီတော့ကရွှေတို့ရွှေစားတွေနဲ့ရန်ကုန်မှာတရားပွဲတွေမှာအမြဲတမ်းလှူတယ်တယောက်ကငကတ်လာလှူလိုက်တယောက်ကလက်ကောက်လာလှူတဲ့ရွှေတွေပေါင်းလိုက်တာငါ49သိန်းရတယ်နောက်ထပ်3သိန်းပြည့်350ဖယ်ထားလိုက်တယ်ဖယ်ပြီးတော့အဲ့ဒီ350ကနေစပြီးတော့မာဒီလိုက်အဲ့ဒီပြည်လုံးချမ်းသာသားစီဘုရားကြီးဆိုတာကျောင်းတော်ကြီးနာခဲ့တဲ့ပါသွားပြီးတော့ညံတော်36ပြီထိုင်ကိုတော်ကြီးရှေ့နှစ်ပေါင်းဘလောက်ကဆိုတာသူတို့မြို့တော်မပြောနိုင်ဘူးကမ်းနားမှာအဲ့တော့အဲ့ဒီဘုရားကြီးကိုဘုန်းကြီးနေနာခဲ့ပြည်သူပြည်သားများအလှူတော်ကနေမတီလှူလိုက်တာဒီကနေ့ကျောင်းတော်ကြီးဆောင်းဝန်းကျင်ตายအောင်လုပ်လိုက်တော့သိန်း1000လောက်ကုန်တယ်ဘုန်းကြီးငွေရအဲ့ဒီမှာအဲ့ဒီတော့ကအလူငွေသိန်း300လောက်ပါမယ်ကျန်တဲ့တရားဓမ္မတွေပေါင်းပြီးတော့လှူတာပြီးသွားတယ်နောက်ကမ်းပြိုလာလို့အဲ့ဒီကမ်းကိုပိုင်ရိုက်ပြီးတော့လုပ်လိုက်တာပိုင်ရိုက်တာကသိန်း1600လောက်ကုန်တယ်ကမ်းမပြိုတော့အခုအဲ့ဒီဘုရားကြီးကျောင်းတော်ကြီးနဲ့မိုးလုံးလေးလုံးပြီးသွားတယ်ရင်မြင်တော်ဆိုရင်လည်းအခုမန္တလေးကနေစရင်ကျောင်းနှစ်ပေပတ်လေကြီးခင်းလိုက်တာအကုန်လုံးပြီးသွားတယ်အဲ့တော့ဘုန်းကြီးအမြဲတမ်းဘုရားပေါ်မှာတရားဟောတယ်ဟောဒီအလူရဲ့အကျိုးဆက်သည်လို့မန္တလေးရွှေမြို့တော်ဆိုရွှေမြို့တော်သားများလှူလိုက်တဲ့ဟောဒီရွှေအလူလေးကိုငါတန်ဖိုးရှိအောင်ဘယ်လိုသုံးမလဲဆိုတဲ့စိတ်ဓာတ်ကနေခုလောက်ကြီးတဲ့အလူကြီးဖြစ်သွားတာပါပရိသတ်ဗျာပုံမျိုးကိုရောင်းရင်ဖူးလို့ရတယ်ဘုန်းကြီးတို့စာနယ်ဇင်းတွေဂျာနယ်တွေလည်းတော်တော်များများရေးကြပါတယ်ဟုတ်လားပြောလို့တာကဒါရွှေမျိုးတော်ရဲ့အလူကိုဝမ်းသာဖို့ပြောတာပါရွှေရှိတော့ဘာလူအေးအနှစ်ကျော်ရင်ပရိသတ်ဒါနာကောင်းမှုပြုမယ်လှူစရာရှာရင်မရဘူးလားရတယ်တော်သူတောင်သားတွေဆင်းရဲတယ်ဆိုပြီးအားငယ်စရာလိုသေးလားတော်တော်များများနော်ဒါကျုပ်တော်သားအစ်စ်ပါဘုန်းကြီးတို့တော်သားအစ်စ်ဝမ်းတွင်းမြို့နယ်သားဟုတ်လားကျုပ်တို့တုံးရလူတွေတချို့ဆင်းရဲတာလည်းမပြောနဲ့ဒါနအကျိုးလည်းသိနားမထောင်ဘူးဒါနပြုရမှလည်းလက်တော့တယ်ဘာလို့တော့လဲကိုယ်နှမ်းငင်းတွေကထွက်တဲ့နှမ်းတန်းတခါတည်းတင်း30 40ရတာတော့မှပရိသတ်ကြီးတို့စီဘူးတစ်လုံးကိုကြွလာတဲ့ဘုန်းကြီးကိုရက်လှူရဲတဲ့စိတ်သိမရှိဘူးအပြစ်ပြောတာမဟုတ်တော့အော်စိတ်မကောင်းလိုက်တာဒါကြောင့်လေတို့အမျိုးတွေတောမှနေရတာဟုတ်တရားစိတ်ကိုကမနေဘူးလားအေးပရိသတ်ကြီးဟိုဘဝတုန်းကဒါနာကောင်းမှုနေလို့ဟိုတောကျုံအောင်ညာဂန္ဓရပင်အောက်မှာလူဖြစ်တယ်ဒီဘဝအဲ့ဒီလိုဒါနာကောင်းမှုနဲ့ဓိတဲ့ကားလန်းနဲ့ဝေးတဲ့နေရာမှာလူဖြစ်မှာသို့တော်ပရိသတ်ကြီးသူတို့ကဆွတောင်းရင်တော့ဘာတောင်းလဲနိဗ္ဗာန်ခမည်းတော်ကဘာတောင်းလဲပရိသတ်ကြီးသွားတာကတော့မေးလိုက်ရင်ဘယ်ကိုချိန်နေတာလဲမိုးလင်းအောင်မေးလျှော့မလားနိဗ္ဗာန်ကတော့တရားမှမလျှော့လှူပါဆိုတော့ဘာပြောလဲကိုတော်တို့ဘုန်းကြီးတရားလှုပ်ကြံလျှောက်လို့နေရွတ်တော်ပြည်တာမဟုတ်ဘူးလားပရိသတ်ကြီးအဲ့ဒါကြောင့်ပြောချင်တာကမိမိစွမ်းနိုင်တဲ့ဒါနာကုသိုလ်ကိုရအောင်ယူတတ်ဖို့လိုပါတယ်မိမိတို့ဆောင်ထိန်တဲ့သီလကုသိုလ်ကိုလည်းဥပုသ်သီလ4လောက်တော့ရအောင်ယူဖို့လိုပါတယ်မလိုဘူးလား5ပါးဆိုတာတော့အစတည်းကဘုရားကပရိက္ခရာအနေနဲ့ထည့်ပေးလိုက်တာပဲငါသားယဟန်တော်ကြီးမင်းတို့သာသနာပေါင်းနေ229သွန်သိက္ခာပုဒ်စောင့်ထိန်ဟောပြီးသားငါသားသမီးတွေလူတကာဓမ္မတွေမင်းတို့ဗုဒ္ဓရဲ့သားတော်သမီးတော်မိုင်း5ပါးသီလကိုဘုန်းကြီးတွေလိုပဲလုံအောင်ဆောင်ထိန်မပြောဘူးလားအဲ့အမြဲတမ်းထိန်ရမယ်5ပါးတော်မှလုံနာများလားမလုံနာများလားမေတ္တကာကကိုယ်ကသာမလုံနာပရိသတ်ကြီးတထေးဆိုတဲ့မှန်စီးပွားဆိုတဲ့မှန်နဲ့ဟိုဘုန်းကြီးတက်ပြီးတော့ဖိုက်တာရောမရှိဘူးလားဘုန်းကြီးတွေကလည်းဘုန်းကြီးတွေကလည်းမလုံနေကြလို့ကိုလည်းပြန်မေးအောင်ဟုတ်လားအဲ့တော့ပရိသတ်ကြီးပြောချင်တာကဒါနစုံဖို့လိုပါတယ်သီလပါဖို့လိုပါတယ်ဘာဝနာပါဖို့လိုပါတယ်ဘယ်သူတွေးနေတာလဲအတွင်းပံလေးကိုရသွားတဲ့ကြုံပါလေးပုံမှန်တိုင်းပဲသူ့အလုံးလေးလုံးငါဒီဘဝသန္တရာအတွက်ဒါနရအောင်ပြုမှဖြစ်တော့မယ်သီလလုံအောင်စောင့်တည်ခြင်းသုံးမှဖြစ်တော့မယ်ဘာဝနာတရားပွားများမှဖြစ်တော့မယ်အတွင်းမှန်လေးကိုရအောင်တွေးနိုင်တဲ့အခါတခါတဲ့သူမိတ္တရာမကျောင်းတော်ကြီးဘေး
ဝိပဿနာရှင်တော်မြတ်ဘုရားသတင်းသုံးတဲ့သူမိတ္တာယာမကျောင်းတော်ကြီးဘေးကနေရေအိုးလေးရွက်ပြီးတော့ကိုယ်အလုတ်ရေခတ်တဲ့အလုတ်လေးကိုလှုပ်တဲ့အချိန်ကျောင်းထဲမှာဝင်ထွက်သွားလာနေတဲ့လူတွေကအများကြီးဆိုတော့ဟဲ့လူတွေစီလိုက်တာဒီနေ့ဘာများရှိလဲမသိဘူးဘာများရှိလဲမသိစဉ်းစားပြိဿရဲ့စဉ်းစားရင်နဲ့ကျောင်းတော်ကြီးရဲ့ကျောင်းပေါက်မုတ်ဦးဝနာကနေချောင်းပြီးကြည့်ချောင်းပြီးတော့လူကြီးတယောက်ကိုတွေ့တော့မေးတယ်ဦးလေးလူတွေများလိုက်တာဘာပွဲရှိတယ်ဟဲ့သမီးဘာပွဲမှမရှိဘူးဟိုဒီလူတွေဘာလာလောက်တာလဲဩသမီးရဲ့ဒီနေ့ကဥပုံနေ့လေဘာနေ့လဲဦးလေးရဲ့ကျမမေးအောင်မယ်ဥပုံနေ့ဆိုတာဘာတော့ဝင်ဩဥပုံနေ့တော့ငါသမီးလေးမသိဘူးလားဩသမီးရဲ့ဥပုံနေ့ဆိုတာလေရှင်တော်မြတ်ဘုရားဓမ္မ၈ပါးသီလ၉ပါးသီလတွေစောင့်တည်ပြီးတော့အဲ့ဒီသီလကိုလုံခြုံအောင်စောင့်တည်တရက်တာဆောင်တဲ့နောက်တနေ့အာယုံတက်အထိသီလအကျင့်နဲ့ပြည့်စုံအောင်နေတာကိုဥပုံနေ့လို့ခေါ်တယ်ကွယ်။အိုးကောင်းလိုက်တာ။ဒါဆိုရင်ဒီလူတွေဘယ်ကလာဆောင်တာလဲ။ဟဲ့သမီးတခြားမဟုတ်ဘူး။ငါတို့ရဲ့ဗန္ဓုမတိနေပြည်တော်ကြီးကိုစိုးပိုင်အုပ်ချုပ်မင်းလုံးနေတဲ့ဗန္ဓုမာမင်းကြီးကိုယ်တိုင်သူ့ရဲ့မူကြီးမတ်ရသေနာပတိအချမ်းရံနေတဲ့ဝိပဿနာရှင်တော်မြတ်ဘုရားထံမောက်မှာတရက်တာဥပုပ်လာပြီးတော့စောင့်နေတာပရိသတ်ဘယ်သူစောင့်နေတာဗန္ဓုပါမင်းကြီးကိုယ်တိုင်ဥပုပ်လာစောင့်နေတာအဲ့တော့ပရိသတ်ကျွန်းမာလေးကရင်ပန်လေးပြီးကျွတ်တို့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဗန္ဓုမာမင်းကြီးကသူ့ရဲ့ပိုင်ဆိုင်မှုယာတုအာနာစည်းစိမ်တွေကိုတရက်တာစွန့်ပြီးတော့ဘုရားထံမှာဥပုပ်လာစောင့်နေဟုတ်လားဟုတ်တာဗောသမီးရဲ့ပိုင်ဆိုင်မှုတွေကိုတရက်တာထားပြီးတော့မှဘုရားကျောင်းမှာလာဥပုပ်စောင့်တာအိုးကောင်းလိုက်တာတဲ့ငါးပြာအာယုံကာမဂုဏ်တရားတွေနဲ့ပြည့်စုံနေတဲ့ဗန္ဓုမာမင်းကြီးယာတုအာနာစည်းစိမ်ဥစ္စာတွေကိုတရက်တာဆွန့်ခွာလို့လာပြီးတော့ဥပုပ်စောင့်နေတယ်သူလိုပုဂ္ဂိုလ်ကတော့ပိုင်ဆိုင်မှုကိုတရက်တာစွန့်ခွာလို့ဥပုပ်စောင့်နိုင်တယ်ဆိုရင်တဲ့ရေအိုးတစ်လုံးပဲပိုင်တဲ့ငါကဒီကနေ့ဒီရေအိုးကိုဘာဖြစ်လို့ဘေးနားမှာမချနိုင်ရမှလဲပရိသတ်တရားနာမယ်ဘယ်လိုပေးတာအတွေးလေးတွေမကောင်းလားအဲ့ဒါပဲပရိသတ်ပြောချင်တာကငါသည်မပြည့်စုံလို့ဆိုတဲ့အကြောင်းတွေပြနေကြတယ်။သာယေသမီးရဲ့စီဝါရေးဥစ္စာရေးတွေကြောင့်မလုံနိုင်ဘူးလို့အကြောင်းတွေပြနေကြတယ်။ဝါရဲမှာဥပုပ်ဘယ်နှဥပုပ်ရှိကဲဘယ်နှဥပုပ်များစောင့်ပြီးပြီလေလို့မင်းဒီတည်းကလူတွေအကုန်လုံးကြည်ကြဲပြောရဲသလားဘယ်လိုပြောမလဲစောင့်တဲ့ကစောင့်တဲ့ပုဂ္ဂိုလ်တော့မစောင့်တဲ့ကပဲစောင့်နေမလားနှစ်ယောက်တည်းများမင်းမျက်တောင်မျက်လုံးလေးကိုထောက်ကပ်ပြောအောင်ပါပြိဿရဲ့ဟောဒီမှာပြိဿရဲ့စဉ်းစားကြည့်တာတိုင်းပြည်အုပ်ချုပ်မင်းလှုပ်တဲ့ဗန္ဓုမာမင်းတော်ရှင်တော်မြတ်ဘုရားရဲ့ဘုရားယုံကြည်တဲ့တရားတရားကံကံရဲ့အကျိုးကိုယုံကြည်တဲ့တရားတရားဘဝတန်ត្រာခရီးအတွက်သီလအကျင့်ပြည့်စုံမှဖြစ်မယ်ဆိုတဲ့အတိတရားသည်တနေ့တာပိုင်ဆိုင်မှုတွေကိုစွန့်ခွာပြီးတော့ဥပုပ်လာမဆောင်ဘူးလားဒါပဲပေါ့ဒါကြောင့်ကိုယ်ပိုင်ဆိုင်မှုတွေကိုအဟုတ်ကြီးထင်ပြီးတော့ပြိဿရဲ့ဘာမှမဟုတ်တာကိုတွေ့တာပြီးတော့ဥပုပ်လောက်တော့မှမဆောင်နိုင်ဘူးဆိုရင်ဗုဒ္ဓဘာသာသူတော်ကောင်းတစ်ယောက်အတွက်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ပါမလားတည်င်းကျွတ်လာပြည့်နေနောက်ပိုင်းကျရင်တည်င်းကျွတ်ဆိုတဲ့အတိုင်းဥပုပ်ပါဖြစ်သွားတယ်ကျွတ်တာများပါတယ်တချို့ကမကျွတ်တကျွတ်ကိုရှိသေးတယ်ဟုတ်လားတည်င်းကျွတ်လာပြည့်ကိုမရောက်သေးဥပုပ်ကကျွတ်ချင်နေဟုတ်လားအဲ့တော့ဥပုပ်တချို့ကစောင့်ရတယ်ဆိုတော့မစိုးအဲ့ဥပုပ်စောင့်တာလည်းဟောရင်လည်းဆုံးမှာပေါ့ပြိဿရဲ့ဘုန်းကြီးအတွေ့အကြုံလေးပေါ့တရက်ဘုန်းကြီးရဲ့ဒကမာကြီးသမီးဘုန်းကြီးကညညဆိုရင်12နာရီလောက်မှကျင်းနေဆိုတော့သူကသိတော့17နာရီကျော်နေပြီဖုံးဆက်လာဟာဒီဘုန်းကအချင်းမေနိုင်ငံခြားဘုံလာကောက်ကန်ကလေးတွေလည်းအိတ်ကုန်တယ်ဟဲ့မလားဘုံဘုံနဲ့ကျင်းနေတာဟဲ့ဒီချင်းကိုကလန့်သွားတယ်ဒကမာကြီးများဘာဖြစ်ပြီလဲဟဲ့ဒီချင်းမှလည်းဘောင်းဘော်ဘုံရင်17နာရီမထိုးသေးလို့စောင့်တာ12နာရီမထိုးသေးလို့ဘာဖြစ်လို့တော့17နာရီထိုးရင်ဘာဖြစ်မှလဲမဟုတ်ဘူးတဲ့ဒီနေ့ရောင်ရမ်းပြီးဥပုပ်ဆောင်ပြီးတော့ဘိုက်ကစားနေပြီ17နာရီကျော်ရင်တွေ့မလို့စောင့်တယ်ကဲမလေးသားကြီး तू က12နာရီထိုးပါဘာဖြစ်လို့စောင့်လဲ12နာရီပြည့်ရင်တော့ဥပုပ်ကုန်ပြီပေါ့လေတရက်တာကုန်ပြီ12နာရီ10မိနစ်ဆိုတွေ့တော့မယ်အစင်းလေးခေါက်ဆွဲပြုတ်ပြီးသားဟုတ်လားအဲ့တော့မလေးသားဟဲ့မဟုတ်ဘူးဥပုပ်စောင့်နေဆိုတော့နောက်တနေ့အာယုံတက်မှဥပုပ်ထွက်တာငါတို့ဘုန်းကြီးတွေလိုပဲအာယုံတက်မှဖုံးမရတယ်လို့ပဲနင်တို့လည်းအာယုံတက်မှဥပုပ်စောင့်တာအဲ့ကြတော့မလေးသားကြီးဖုံးအောင်ဆက်မပြောဘာပြောတယ်လဲမှားပါတယ်ကွာဆိုတယ်အဲ့ဒီလိုဥပုပ်မျိုးလည်းမဖြစ်စေနဲ့ပေါ့ဟုတ်လား
ဟုတ်တယ်မပရိသတ်ကြီးကြော်မာလေးငါလိုပုဂ္ဂိုလ်ကရေအိုးတစ်လုံးကိုဒီနေ့ဘာလို့ဘေးမချနိုင်ရမှာလဲမကောင်းလားမြန်လေးဆုံးဖြတ်လိုက်ပြီးပါလာတဲ့ရေအိုးလေးတွေကရေဝိပဿနာရှင်တော်မြတ်ဗျာနဲ့တန်ဃာတော်မြတ်ဒီသုံးဖို့ရန်အတွက်ရရရော်ရော်နဲ့လူရန်လိုက်ပြီးဟောဒီရေအိုးလေးကိုကြောင်တစ်ကြောင်မှတည်ကြချရလာတဲ့အခွင့်အရေးလေးကိုလက်မလွတ်စေပဲနဲ့ရှင်တော်မြတ်ဗျာရဲ့ဓမ္မ၈ပါးသီလခံယူလိုက်ပါပြီဟောဒါနကုသိုလ်ချက်ချင်းမပါဘူးလားသီလကုသိုလ်ချက်ချင်းမယူဘူးလားအေးငါဒီကနေ့ရေလူရန်ရတဲ့ဒါနကုသိုလ်လည်းရပြီငါရဲ့ကာယကံဝစီကံကိုလည်းစောင့်ရှောက်ထိမ့်သိမ့်တဲ့သီလအကျင့်လည်းငါလုံအောင်စောင့်လို့ရပြီဘာပဲကြံဘာဝနာပဲကြံတဲ့ဟောဒီလိုသီလအကျင့်လေးနဲ့ရှင်တော်မြတ်ဘုရားရဲ့ကြောင်းကိုရောက်နေတဲ့အချိန်ငါဒီတိုင်းကြီးနေလို့တော့မဖြစ်ဘူးတဲ့သမထဘာဝနာဖြစ်တဲ့ဂုဏ်တော်တွေပွားရင်ပွားပြီးတော့လည်းနေမယ်ဝိပဿနာဘာဝနာဖြစ်တဲ့ယုံနံကိုရှုရင်လည်းရှုမှတ်လို့နေမယ်နှစ်ခုသို့မဟုတ်တစ်ခုလုပ်ဖို့မလိုဘူးလားအဲ့ဒါမှသာလည်းပြည့်စုံပါလိမ့်မယ်ပြီးတော့ဒီနေရာမှာဘုန်းကြီးနည်းနည်းလေးရှင်းမယ်ဟုတ်လားတဏှာကြီးလောက်ဟောမလို့တရားကောင်းသွားပြီမန္တလေးကျောင်းရုပ်ကယောဂါကိုတက်တယ်မန္တလေးကျောင်းအတန်ကအလိုလိုကောင်းနေတယ်လို့ပဲဟုတ်လားမင်းညတာ9နိုင်လောက်ပဲအေးရအေးမဟုတ်ဘူးခုနကားပေါ်တက်လာတော့အိတ်ချင်လို့ရှိနေတယ်သို့တော့ပိဋကမြင်လိုက်တော့အာတက်သွားဒီတော့ဒုပရိသတ်ဥပုသ်ဆောင်လားမဆောင်လားဟုတ်ပြီနော်ဒါဆိုရင်ဒုပရိသတ်ကိုမေးမယ်အမှန်တိုင်းပြောဥပုသ်နေ့မပြောဘူးလားအေးမနေ့ကပဲကျုပ်ဥပုသ်နေ့ဟောအောင်ပါရရမ်းမိုက်တဲ့ဥပုသ်တရားကျုပ်ကိုလည်းတစ်ချက်မှမလွတ်စရာဥပုသ်တရားဟောအောင်မယ်မနေ့ကအစောကြီးတာဆွမ်းလောင်းပြီးရင်ဥပုသ်နေ့အတွက်ဥပုသ်ဟောအောင်မယ်ကဲမနေ့ကဘာနေ့ကဲဥပုသ်နေ့ဆိုတဲ့အဓိပ္ပာယ်လေးကိုပြောပြပါမဟုတ်လေပြောလို့ရတယ်လေဘာလို့ငြိမ်နေဥပုသ်နေ့ဆိုတဲ့အဓိပ္ပာယ်လေး please tell me openly ရင်းနှီးလေးပြောပါကဲဥပုသ်နေ့တဲ့ဗာလဲဟာလေကိလေသာကိုငြိမ်တတ်တာဟာမိုက်တော့မိုက်တယ်အစင်ကတော့မြင်တယ်ကဲဟိုဘက်ကတော့ကိလေသာကိုငြိမ်တတ်တယ်လို့ပြောနေပြီဘာပဲပြောသူပြောလို့တော်သေးတယ်ပြောမယ်လို့ကဲဒီဘက်ကအာကြမခံဘူးအော်ကျုပ်မျိုးတွေပါတယ်ကျုပ်မြင်နေတယ်တဲ့ဘုန်းကြီးကစနေတောက်ကြစနေတနင်္ဂနွေကိုမအားဘူးဆိုတဲ့လူတွေကိုကြံ့ကြံ့ဖန်ဖန်တရားစခန်းဖွင့်ပြီးဒါမအားရင်တောက်ကြညစနေတနင်္ဂနွေ3ညလာခဲ့ရအောင်တရားစခန်းအပြီးမယ်အာထုတ်ကမ်းမယ်ဟောပြီးတယ်အဲ့တော့ပြိဿကြီးတရားစခန်းဆိုအမေရလည်းတရားအာထုတ်ဖို့ယောဂီနေမှာအများကြီးမခေါ်လူ40လောက်ပဲခေါ်ပြီးတော့တတိုင်းဘုံကမင်းတယ်အဲ့ဒီကမဂ္ဂင်7ပါးအကြောင်းဟောတယ်နေ့မနေ့ကမဂ္ဂင်7ပါးဟောပြီးအဲ့တော့လေကဲယောဂီတွေဖြေစမ်းမအောင်နောက်ဆုံးတန်းနဲ့ဖြေကန်းတယ်တရားမမဂ္ဂင်7ပါးတရားမဖြေနိုင်အဲ့တော့ကိုကလည်းအမေကိုစရင်တော့ကဲရှေ့ဆုံးကယောဂီဒေါ်အေးနဲ့တကွခေါင်းဆောင်ကြီးများကမဂ္ဂင်7ပါးဖြေကြပါဦးကိုကနှောက်လိုက်တာအမလီသူ့အလုံးကကိုယ့်တဲ့ကြီးတယ်မဖြေတတ်လို့ဖြေတတ်တဲ့သားမွေးပြီးပလင်ပေါ်တင်ထားတာလေးနဲ့ကိုယ့်ကိုဆက်ခေါ်အဲ့မူရနဲ့ဖြေတာမျိုးလုံးလေးထောင်းခဲ့ပြီမဖြေတတ်လို့ဖြေတတ်တဲ့သားမွေးပြီးပလင်ပေါ်တင်ပြီးတာလေးကိုယ့်ကိုဆက်ခေါ်ငုလည်းပဲမဖြေတတ်လို့ကိုရောစီနာနာတာကိုတော့ကိုယ့်ကိုဆက်ခေါ်ကြာနေလိမ့်မယ်ဟုတ်လားဥပုသ်နေ့ခေဗုဒ္ဓဘာသာတွေအတွက်ခေစားတဲ့စကားလုံးမဟုတ်ဘူးလားမှတ်ထားဟုတ်လားဘုန်းကြီးပရိသတ်ကြီးပြောမယ်7ပါးသီလယူတဲ့အခါကျတော့ပြင်စသီလံလို့ဆိုသလားဥပောတထသီလံလို့ဆိုသလား7ပါးသီလဆိုရင်အဋ္ဌင်္ဂသမဏကတံဥပောတထသီလံဓမ္မယာစာမိအင်္ဂါ7ပါးနဲ့ပြည့်စုံတဲ့ဥပုသ်သီလကိုပေးပါမတောင်းလားနောက်ကမှတမာတိယာမိတိက္ခဗုဒ္ဓကြတော့မဆောက်တည်ဘူးလားစတောင်းကလေးက7ပါးသောအင်္ဂါနဲ့ပြည့်စုံတဲ့ဥပုသ်သီလပေးပါအဲ့မှာပါဠိသည်ဥပောတထပါမလားဟုတ်လားဥပောတထပါဠိကိုပုတ်ခွဲလိုက်ရင်ဥပကတပုတ်ဝတ္တထကတပုတ်ဒါကမှပေါင်းပြီးတော့ဥပောတထလို့ပေါင်းထားတာဒီတော့ဥပဆိုတာကအဓိပ္ပာယ်တစ်ချက်ဝတ္တထဆိုတာကအဓိပ္ပာယ်တစ်ချက်ဝတ္တထဆိုတာကနေထိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်ဘာလို့ရဒါဆိုရင်ကျုပ်ကတစ်လုံးပြီးခင်ဗျားနောက်တစ်လုံးကတ်ဥပဆိုတာဘာလဲဥပမဟုတ်ဘူးဥပပြောတာတော့ဥပမဟုတ်ဘူးဟုတ်လားခင်ဗျားတို့ဥပကြတော့မသိဘူးလားဥပကြတော့မလေးအတန်လေးဥပအမေအတန်တော့အကျဉ်းနေက
ကိုကဥပမဟုတ်ဘာလဲဥပအေးပတ်သွားဥပဆိုတာကုသိုလ်အကျင့်ပြည့်ပြည့်စုံစုံလို့အဓိပ္ပာယ်ရတယ်ဒီတော့ဥပဆိုတာပြိဿကြီးဒါနကုသိုလ်သီလကုသိုလ်ဘာဝနာအကုသိုလ်အကျင့်ပြည့်ပြည့်စုံစုံနဲ့ဝတ္တထနေထိုင်ရင်ဒါဆိုဥပုံနေ့ဆိုတာကုသိုလ်အကျင့်ပြည့်ပြည့်စုံစုံနဲ့နေတဲ့နေ့ကိုဗာနေ့ခေါ်တစ်သလုံးမှတ်သွားဥပုံနေ့ဆိုတာပြန်ပြောကုသိုလ်အကျင့်ပြည့်ပြည့်စုံစုံနဲ့နေတဲ့နေ့ကိုဒါဆိုရင်ဥပုသ်တေဆိုတာကုသိုလ်အကျင့်ပြည့်ပြည့်စုံစုံနဲ့နေတဲ့ပုဂ္ဂိုလ်ကိုဘာခေါ်ဒီအဲ့ဒီကုသိုလ်အကျင့်ဆိုတာကြတော့ဘာလဲဆိုရင်ဒါနာကောင်းမှုကုသိုလ်လည်းပြည့်ဖို့လိုတယ်သီလကောင်းမှုကုသိုလ်လည်းပြည့်ဖို့လိုတယ်ဒါလေးနှစ်ခုကတော့မသိကြဘူးလားသို့တော်တဲ့ဥပုသ်စောင့်တဲ့နေ့တနေ့ကိုတော့လေပြိဿရေဝိပဿနာမှတ်နိုင်ရင်ဟောဒီယုံနာမှာရတဲ့နီးလေးနဲ့မှတ်ပါဝိပဿနာမမှတ်တတ်ဘူးဆိုရင်ပြိဿရေဂုဏ်တော်တွေပွားလို့နေရမယ်ပဋ္ဌာန်းဒေသနာတွေယွရင်းနဲ့ပွားလို့နေရမယ်ပရိတ်ဒေသနာတွေယွရင်းနဲ့ပွားလို့နေရမယ်ပြောလို့တာကသမထဘာဝနာပွားရင်ပွားဝိပဿနာဘာဝနာမှတ်ရင်မှတ်နှစ်ခုတစ်ခုတော့ရှိဖို့လိုတယ်တဲ့အဲ့ဒီဒါနသီလဘာဝနာသုံးချက်ညီညီနဲ့ပြည့်ပြည့်စုံစုံနေတဲ့ပုဂ္ဂိုလ်ကိုမှဘာခေါ်ဥပုသ်တယ်လို့ခေါ်တယ်ဒီတော့ဥပုသ်ဆောင်တဲ့ဒကမာကြီးတွေဒကာကြီးတွေစောင့်တော့မစောင့်ဘူးလားအဲ့ဒီလိုဖြစ်ဖို့မလိုဘူးလားအခုတော့တခါလေဥပုသ်တော်စောင့်တော့စောင့်နေတချို့ဥပုသ်တယ်စစ်ရလားချင်းလေးကိုတခါလေလက်မောင်းလေးချိတ်မလီချင်းလိုက်တယ်မနက်ဖြန်လာမှတော့လာမယ်ညီမလေးအဲ့တစောင်းကစောင့်နေလာပြီဆိုတဲ့ပြိဿရေဘုန်းကြီးကကြွမလာတဲ့ကဥပုသ်တယ်ချင်းချင်းမတွေ့ဘူးလားအဲ့ဒီတော့သီလမယူရသေးတော့မပုတ်တပုတ်တယ်ပေါ့လေဟုတ်လားပြိဿရေတွေ့လိုက်ပြီဆိုတော့ဥပုသ်တယ်တွေဆိုတော့ဓမ္မယုံမှာတွေ့တဲ့အခါအိုးဒီနေ့ဥပုသ်နေ့ဆိုတော့ယုံနာခန္ဓာတွေအကြောင်းတွေပြောတာများလားရက်ွက်တွေအကြောင်းတွေပြောတာများလားဟုတ်လားဟောမသိဘူးကျုပ်ကရန်ကုန်ကလူတွေနဲ့မတူးမလို့မေးတာဟောရက်ွက်တွေအကြောင်းတွေဘာတွေပြောတော့ပရိသတ်ရေစီဝါရေးဝါသနာပါတဲ့ပုဂ္ဂိုလ်တွေကတယောက်နဲ့တယောက်တွေ့ပြီဆိုရင်တူတူလေးပြောပြီးမကြားလားဘာလဲဟေးခေါ်လေခေါ်လေချင်းနေခေါ်နေတယ်ဘာလဲဝေထားလေပတ်စံကြီးကောင်မနင်ပြောတာနောက်ကြတယ်ဟိုလူတွေအကုန်ဝယ်ပြီးနေပြီဟာပရိသတ်ရေပြောတာဒီမပါဘူးလားပရိသတ်ရေစီဝါရေးသမားကစီဝါရေးအကြောင်းပြောနေတဲ့ယုံနံခန္ဓာလုံးဝမပါဒါဆိုရင်ပရိသတ်ရေဟိုအကြောင်းဒီအကြောင်းဝါသနာပါတဲ့လူတွေကဘာပြောလဲဂျာနယ်လေးဘာလို့မဖတ်ဘူးလားဖတ်တော့ဟာတခါကြီးတယ်ဖတ်တော့ဘောဟာပါလဲဟာခင်ဗျအေးဟိုဒီကိစ္စမသိဘူးလားဟာကောလူတွေကလည်းကွာခတ်တယ်ဘုန်းကြီးကလည်းဟောတယ်မဟုတ်ဟာဒါရောမပါဘူးလားမပြောနဲ့ဆိုတာကဥပုသ်တယ်ဆိုရင်အဲ့ဒါတွေပြောလို့ရလားမပြောနဲ့တဲ့အရက်တွေကအကြောင်းတွေမပြောပါနဲ့ရွာတွေကအကြောင်းတွေမပြောပါနဲ့သားကြောင့်သမီးကြောင့်တွေမပြောပါနဲ့ဥပုသ်တယ်ကာယကံဝစီကံစောင့်ထိန်တဲ့၈ပါးသီလယူပြီးပြီဆိုရင်တော့သမထပွားရင်ပွားပါဝိပဿနာမှတ်ရင်မှတ်ပါဓမ္မသာလင်ဘာဖြစ်မယ်အခုပြိဿကြီးအတွေးမှန်ကိုတွေးလိုက်တိုင်တဲ့ကြွန်မာလေးအလုတ်မှန်ကိုရောက်မလာဘူးလားဒါပဲတော့ဒုပရိသအရင်ဆုံးမှန်ရမှာပါလေအတွေးမှန်ရမယ်အတွေးမှန်မှအလုတ်မှန်မယ်အတွေးကောင်းမှအလုတ်ကောင်းမယ်အလုတ်ကောင်းမှအကျိုးကောင်းမယ်ဟုတ်တယ်မလား step by step သူဟာနဲ့သူတော့ခုံကျော်လို့သွားလို့မရဘူးဟုတ်ပြီလားဒါကြောင့်အတွေးမှန်လိုက်တဲ့ဟောဒီကြွန်မာလေးငါသည်ဒါနမပန်ရင်သန္တရာဆင်းရဲလိမ့်မယ်ဆိုတဲ့အတွေ့လေးကိုရေလေးလွှင်တဲ့အကောင့်ထဲပေါ်လိုက်ပြီးငါသည်သီလမပန်ရင်သန္တရာမှာယောဂထူပြောလိမ့်မယ်ဆိုတဲ့အတွေ့မှန်လေးကိုသီလအကျင့်နဲ့အကောင့်ထဲပေါ်လိုက်ပြီးငါသည်တဲ့ဘဝခန္ဓာကြီးကိုသန္တရာအရှိကြီးထားမယ်ဆိုရင်ဘာဝနာပါမဖြစ်မယ်ဘာဝနာမပန်ရင်တော့သန္တရာခန္ဓာကြီးရှည်အောင်ပါပဲဆိုတဲ့အတွေ့လေးကိုပေါ်လိုက်တဲ့အခါဟောဒီမှာဝိပဿနာဘာဝနာတရားကိုပါနေတိုင်းပွားတဲ့ဥပုသ်တယ်လေးဖြစ်အောင်ကြိုးစားခဲ့ပါပြီအတွေးမှန်ကိုတွေးနိုင်တော့ဘာလုပ်သွားလဲအလုံးမှန်ကိုလှုပ်လိုက်ပြီတဲ့ရှင်တော်မြတ်ဘုရားရဲ့သာသနာဝိပဿနာရှင်တော်မြတ်ဘုရားဆိုတဲ့ဘုရားဆင်းရဲ့သာသနာမှာ
တရားစစ်ကိုလက်တွေရှုမှတ်ပွားများလိုက်ပြီးသီလအကျင့်ကိုဖြူစင်လိုက်ပြီးတဲ့ကုသိုလ်အကျင့်တွေပြည့်ပြည့်စုံစုံနဲ့နေလာတဲ့ဟောဒီကျွမ်းမလေးမြန်ပြောကြစို့တဲ့အဲ့ဒီဘဝကနေတည်သွားပါပြီသူမြန်တည်မှဒီဘဝပြန်လာတော့မှာဟုတ်လားအဲ့တော့ကျွမ်းမလေးတည်သွားလိုက်တာပြိဿကြီးအကျင့်ကောင်းနဲ့လားအကျင့်မကောင်းနဲ့လားဒီတော့ကျွတ်တို့အားလုံးကဒါလေးကိုသူ့အတွေးလေးကိုပုံဖော်ဖို့မလိုဘူးလားအတေဘဝကကိုအကြောင်းမကောင်းခဲ့လို့ဆင်းရဲမဲ့ယောဂရရင်ရမယ်ပရိသတ်ရေဘုရားစစ်ဘုရားမန်တရားစစ်တရားမန်သံဃာစစ်သံဃာမန်ထွန်းကားတဲ့ဟောဒီအချိန်မျိုးကြီးမှာကျွမ်းမာလေးအတွေးမှန်ကနေအလုံးမှန်ကိုလှုပ်သွားသလိုပါပဲဒါနာကုသိုလ်တွေတို့တရားနာပရိသတ်ဟောဒီရွှေမျိုးတော်မှာအများကြီးလူလို့ရပါတယ်သီလကုသိုလ်တွေတာမန်၅ပါးကနေ၈ပါးပြည့်စုံအောင်ကြိုးစားလိုက်ပါအောင်ယုတ်တရားနန္တရားပေါ်မှာလဲဘာဝနာလေးပွားပြီးတော့ကြိုးစားသွားမယ်ဆိုရင်ကျွမ်းမလေးရဲ့နေရာမှာကိုဝင်လို့ရပါပြီမရဘူးလားအဲ့ဒီဘဝကနေတည်သွားလိုက်တဲ့ကျွမ်းမလေးဘလောက်တောင်ကဘာတွေကြာသွားလဲဆိုရင်ဝိပဿနာရှင်တော်မြတ်ဘုရားနဲ့ဂေါရမမြတ်စွာဘုရားသာသနာနှစ်ခုကြားမှာ60တကဘာကြာသွားတယ်ဘလောက်ကြာသွားလဲပရိသတ်ဒီနေရာမှာသီလရဲ့အကျိုးလေးဒါနသီလရဲ့အကျိုးလေးကိုပြောမယ်60တကဘာကြာပင်ကြာညာတော်လေတဲ့ဝိပဿနာရှင်တော်မြတ်ဘုရားလက်ထက်တုန်းကသူစုံအောင်ပြုခဲ့တဲ့ဒါနသီလဘာဝနာရဲ့ကုသိုလ်စွမ်းအားသည်တဲ့အောင်မလီပရိသတ်အရေးကြီးဆုံးနဲ့မှာဥပုပ်သီလကိုရအောင်မယူခဲ့ဘူးလားအဲကြောင့်ဘုန်းကြီးကဥပုပ်ဆောင်ညာလို့ပြောတာဥပုပ်နေ့ဥပုပ်ဆောင်လိုက်တာနဲ့သီလနောက်မှာရှေ့မှာဒါနပါမသွားဘူးလားဘာဝနာရောပါမသွားဘူးလားဥပုပ်လေးစောင့်ပြီးတော့ဒါနသီလဘာဝနာရအောင်ယူလိုက်တာပြိဿရေ60တကဘာလုံးလုံးနေကျင်လေရတာကြာပင်ကြာညာတော့လေအပင်၄ပါးတစ်ခါမှမရောက်ဘူးကဲ60တကဘာသာကျင်လေရတယ်အပင်၄ပါးကြာတယ်ဒါဗျာငရဲမရောက်နဲ့ဟုတ်လားအနေဆုံးတိရစ္ဆာန်လောက်တော့မဖြစ်နိုင်ဘူးလားအခုဖြစ်သလားဘာရဲ့ကျေးဇူးလဲဥပုပ်သီလကနေပေးလိုက်တဲ့ဒါနသီလဘာဝနာကုသိုလ်ပြည့်စုံမှုရဲ့ကျေးဇူးပဲဒါကတစ်ချက်အကျိုးတွေအဲ့ဒီမှာအများကြီးဟောတာ18ဂါထာဟောတာလေအဲ့ဒီ18ဂါထာလည်းကိုယ်ဟောရင်တော့မိုးလင်းနေပြီဟုတ်လားအဲ့ဒီမှာပြိဿရေဒီမှာဘုန်းကြီးအကြောင်းလေးတစ်ခုပြောချင်တာစัจ जा မင်းဆိုရင်ဒုပရိသတ်မကြဘူးလားလူပြေမှာဘယ်မင်းအကြီးဆုံးလဲအေးစัจ जा မင်းဖြစ်မဲ့ပုဂ္ဂိုလ်ကြီးတောင်လေစัจ जा မင်းဖြစ်ဖို့အချိန်ရောက်နေပြီတဲ့သို့တော်လည်းပဲအဲ့ဒီစัจ जा မင်းကြီးဒီ8ပါးသီလကိုလုံခြုံအောင်မဆောက်တည်မကျင့်သုံးသေးဘူးဆိုရင်ဥပုပ်သီလမပြည့်စုံသေးဘူးဆိုရင်တဲ့သူ့စီကိုဆိုက်လာမဲ့စัจ जा ယရဏမဆိုက်လာသေးဘူးကဲပရိသတ်စัจ जा မင်းဖြစ်ဖို့နောက်ဆုံးပြည့်ရမယ့်အလုပ်တောင်မှမလုပ်ရလဲဥပုပ်သီလဆောက်တည်ကျင့်သုံးရတယ်8ပါးသီလလုံခြုံပြီးဥပုပ်သီလပြည့်စုံပြီးဆိုမှဘူကနေသူစီကိုစัจ जा ယရဏဆိုက်လာအဲ့ဒီအချိန်ကျမှစัจ जा မင်းဆိုတာဖြစ်ပါတယ်ဟုတ်လားဒါကြောင့်အားလုံးတို့တရားနာပရိသတ်တွေဥပုပ်သီလလေးများရအောင်ယူပြစ်ခဲ့ရင်တဲ့အခုလိုဝါတွင်းကာလလေးပဲဒီအလုပ်ကလုပ်ကြတာများပါတယ်တကယ်သာယူခြင်းဝါတွင်းပဲဖြစ်ဖြစ်ဝါဘပဲဖြစ်ဖြစ်နေတိုင်းယူရင်ရောမရဘူးလားလုပ်ပါနဲ့ရလုံးပါနဲ့ဥပုပ်နေလောက်ပဲတော်ပြီဟုတ်လားရှော့အလောက်ကြီးမလုံးနဲ့ဟုတ်လားဥပုပ်နေလောက်လေးတော့ယူဖို့မကောင်းဘူးလားအေးတို့တရားနာပရိသတ်လည်းတကယ်သာမှန်ကန်ပြည့်စုံတဲ့ဒါနသီလဘာဝနာအကျင့်နဲ့ပြည့်စုံတဲ့ဥပုပ်သေးတာဖြစ်လာရင်တဲ့ခမည်းတော်လည်းစัจ जा မင်းကြီးလိုပဲကိုယ့်စီကိုလံကလူစားကားတွေမဆိုင်ဘူးလို့ပြောနိုင်မလားဟိုစားလုံးစားခွဲဇာမြင်ဆွဲတွေပြန်ပြီးတော့အခုရဖို့သင်ကြားနေပြီဒါစัจ जा ရဏလာနေပြီဝယ်ထားတာလေးများရှိသေးလားညာရင်လည်းတစည်းတော့မရပါဘူးကဲပရိသတ်အဲ့ဒါပဲဒါသီလရဲ့အကျိုးကိုပြောရရင်နံပါတ်1အများကြီးတွေကထုတ်ပြောမယ်အပယ်မလားဘူးနံပါတ်2ပရိသတ်ရဲ့စัจ जा ယနာဆိုင်မဲ့စัจ जा မင်းတော်ဥပုပ်သီလပြည့်စုံတဲ့အချိန်ကြမှာစัจ जा ယနာဆိုင်တယ်ဆိုရင်ကျုပ်တို့အတွက်ဖြည့်ကျင့်ရမယ်အလုံးလားမဖြည့်ကျင့်ရမယ်အလုံးလားအေးအဲ့ဒီကနေပရိသတ်ရဲ့လာလိုက်တာဂေါရမရှင်တော်မြတ်ဘုရားရဲ့သာသနာကိုရောက်လာတဲ့အချိန်60တကဘာချပြီးတော့ဂေါရမမြတ်စွာဘုရားသာသနာပွင့်တဲ့အချိန်ရောက်တဲ့အခါအဲ့ဒီကျွမ်းမာလေးဘဝကနေဘဝတွေတစ်ခုပြီးတစ်ခုပြောင်းလာတဲ့ကျွမ်းမာလေးတည်
ပရိသတ်ကြီးအံ့ဩစရာကောင်းလောက်အောင်ပြောင်းလဲသွားလိုက်တယ်ဂေါရမမြတ်စွာဘုရားသာသနာလူလာဖြစ်တော့အဖေကလည်းသောတာပန်အမေကလည်းသောတာပန်လူဘဝမရောက်ခင်တည်းကအမေဖိုက်သေးတဲ့ကမြင့်မနေဘူးလားဟိုဘဝတော့ပါလေပရိသတ်ကြီးသိငယ်စရာလိုသလားဒါကြောင့်ကိုရတဲ့ဘဝမှာအားငယ်စရာဘာမှမလိုဘူးတဲ့သူ့လိုတွေးပြီးတော့အတွေးမှန်လေးကိုအလုံးမှန်သာလုပ်60ကဘာခြားသွားတဲ့အချိန်လေးရောက်ပြိတ္တရင်ဟိုဘဝတုန်းကကျွန်အမေအဖေရဲ့ဓမ္မပဋိသန္ဓေတီလို့လူဖြစ်လာတဲ့ကျွန်မလေးအတွေးမှန်ကိုအလုံးမှန်နဲ့ပြည့်အောင်ကြိုးစားလိုက်တဲ့ခဒါနသီလဘာဝနာကုသိုလ်ပါရမီသည်ဟောဒီဂေါရမမြတ်စွာဘုရားသာသနာလက်တက်ရောက်တဲ့အချိန်အဖေသောတာပန်အမေသောတာပန်ရဲ့ဓမ္မလူလာပြီးတော့ဖြစ်ရပါပြီမွေးကလေးကအမြင့်ကလာတာရောသောတာပန်အဖေအမေရဲ့သမီးလေးဆိုတဲ့ကမကောင်းတာနဲ့ကောင်းတာဘယ်ဘက်ပါသွားခဲပြိဿရဲ့မြန်မြန်ပြောကြစို့သောတာပန်အဖေအမေဆိုတော့ဘုရားကြောင့်သွားမလားဘီယာဆိုင်သွားမလားဘုရားကြောင့်သွားသမီးလေးခေါ်သွားသီလရှင်တွေကြောင်းသွားသမီးလေးခေါ်သွားဒီကနေ့ခေတ်တော့သီလရှင်ပေါ့ဟိုခေတ်နဲ့ပြောရင်ဘေကုဏီမကြောင်းသွားသမီးလေးခေါ်သွားဖះကြောင်းသွားတဲ့အချိန်တုန်းကတော့သမီးလေးကဘာမှမဖြစ်ဘူးပြိဿကြီးဘေကုဏီမတွေကြောင်းလေ first time ပေါ့ပထမဆုံးအချိန်နဲ့ခေါ်သွားရောဘေကုဏီမတွေလည်းမြင်ရောလေ9နှစ်သမီးလေးကသူ့အမေကိုပေါင်လေးပုတ်ပြီးတော့မေမေတဲ့သမီးလေးသူတို့လိုဝတ်ချင်တယ်ကဲပြိဿကြီးဘာပူဇာလဲဘိက္ခုနီမဝုဖို့ပူဇာတာအသက်ဘယ်လောက်လဲကဲအံ့ဩစရာမကောင်းဘူးကိုအကြောင်းကိုပြန်တွေးကြည့်ကို9နှစ်တောင်အဲ့ဒါမျိုးပူဇာဘူးလားဖះတော်လိုက်ချုံနဲ့ခြေကိုဟိုပုတ်ဒီပုတ်နဲ့ငိုခဲ့မှအများကြီးနေမှာဟုတ်လားအဲ့တော့မိသားကြီး9နှစ်သမီးလေးအံ့ဩစရာကောင်းပြီမဲ့မအံ့ဩနေ60တကဘာလုံးဒါနသီလဘာဝနာအကျင့်ပြည့်စုံတဲ့ဥပုသ်သီလကိုစောင့်တည်လာတဲ့ပါရမီကုသိုလ်ကပြည့်နေတဲ့အခါအမြဲတမ်းဥပုသ်သီလနဲ့ပြည့်စုံနေတဲ့ဘိက္ခုနီမကိုမြင်လိုက်တာနဲ့ဘာဖြစ်ချင်ဒါပဲဒုတိယနာပြိဿပါရမီဆိုတာအဲ့ဒါပဲဟုတ်ပြီလားစဉ်းစားကြည့်တယ်ပြိဿကြီးဒီသမီးလေးဒီအိမ်မာနေတာလားကျောင်းမာနေတာလားအိမ်မာနေတယ်ပြိဿကြီးအမေသပင်ဖီးနေတာ तू မတွေ့နိုင်ဘူးလားမလီဒီကနေ့ခေတ်ဆိုရင်ပိုဆိုးသေးတယ်ဖြောင်းနေတဲ့သပင်ကိုဖျောင်းပင်ကောက်ပြန်ပြီးကောက်နေတဲ့သပင်ကိုဖြောင်းပြန်ပြီးဖြူနေတဲ့သပင်ကိုနီအောင်ဆိုးပြန်ပြီးနတ်နေတဲ့သပင်ကိုညူအောင်ဆိုးပြန်ပြီးဒီမျိုးစုံလုပ်နေတာသူ့အမေအလှပြင်းနေတာ तू မမြင်နိုင်ဘူးလားကဲသပင်လေးလှတာခမရတို့တခြားလူတွေမပြောနဲ့ကိုယ်အချင်းချင်းတော့လှအောင်ပြင်ထားရင်မကြွားဘူးလားမြောက်တဲ့လူကပြောတယ်ဟေးအမရဲ့အရန်လာရောညီမလေးကလည်းအဲ့လောက်ကြည့်နေမို့မဲသဘောတွေကြာဟုတ်လားအဲ့တော့ပရိသတ်ကြီးလှအောင်ပြင်လိုက်တာတဲ့လှအောင်ပြင်ကိလေသာရုပ်ဆင်းနေတဲ့အမေနဲ့ပဲအတူတူနေတာနှခမ်းတွေဆိုးမယ်အပါဒီမှာလိမ့်မယ်အမျက်လုံးတွေမှာလိမ့်မယ်ဝါသနာပါတဲ့သူကဒီနှခမ်းဘောင်ကုတ်အောင်မယ်ဟုတ်လားပရိသတ်ကြီးဒါကိုနေတိုင်းမြင်နေတဲ့သမီးကအဲ့ဒီအလှကိုမပူဇာပဲနဲ့ဘာပူဇာခဲခင်ဗျားတို့ဘိက္ခုနီမဆိုတာမှန်းကြည့်လိုက်ပါအခုခေတ်သီလရှင်နဲ့မှန်းကြည့်လိုက်ကဲသီလရှင်မှာအလှပြစရာဘာရှိလဲဘုန်းကြီးမှာအလှပြစရာဘာရှိလဲသို့တော်ပရိသတ်ရှော့မတွက်နဲ့ရုပ်ခဏခဏပြောတယ်တဏ္ဍိုင်ငံလုံးရှိတဲ့လူတွေသနာစရာကောင်းတယ်အလှပြင်ဆိုင်တွေမှာကောက်လိုက်ကိုွေးလိုက်ဖြောင်းလိုက်ဖြက်လိုက်နဲ့လုံနေရတာကရုံးပြောင်းအောင်တုံးပြီးတော့ဘာမှမလိမ့်မချေပဲနဲ့ပင်ကိုအလှပလင်ပေါ်တက်ရဲရဲပြရတာတို့ပဲရှိတာပဲအဲ့တော့ပရိသတ်အဲ့ဒါပဲကိလေသာအာယုံကာမဂုဏ်တော်တွေကထွက်မဲ့လူဆိုတာကကိလေသာအာယုံကိုမြင်တာတော့မှခုံမင်းသလားအခုဘာမှမမောစရာမရှိတဲ့ဘိက္ခုနီမကိုမြင်ကမှသမီးလေးဘာဖြစ်ချင်ဘိက္ခုနီမဝတ်ချင်တယ်ဘယ်လိုမှပြောမရတော့ကဲပြီးတော့ဂေါရမီထေရီမာကြီးတန်ချင်းကထေရီမာကြီးဟောဒီသမီးလေးလှုပ်သားပေးလိုက်ပါတော့ကျမတို့ဘယ်လိုမှပြောမရဘူးဆိုပြီးပြိဿကြီးမြန်မြန်ဘိက္ခုနီမဝတ်ပေးလိုက်တယ်ဘယ်နဲ့သမီး9နှစ်သမီးလေးဆိုရင်မဲ့ဘေကုဏီထေရီမာကြီးတွေကလည်းမိတွေ့တော်ဂေါရမီကစလို့ပေါ့လေစီကံအတိုင်းပဲဟဲ့သမီးလေးသွားရက်ထိုင်လျောင်းလှဲ့ကားပြောင်းကောင်းကောင်းမှတ်လို့နေရမည်သမီးရဲ့သမီးလေးဒီဒါနကောင်းမှုကုသိုလ်ကံနဲ့နေတိုင်းပြုလို့ရမယ်ဟောဒီဘေကုဏီမဟုတ်ကိုဟောလိုက်တဲ့အတွက်သီလအကျင့်ကတော့တေချာပေါက်ကျူစင်နေပြီဒီတိုင်းမနေနဲ့တဲ့ငါသမီးလေးရထားတဲ့ဟောဒီယုတ်တရားနံတရားကို
သွားနေတဲ့အချိန်လေးပဲတတိပဋ္ဌာန်အမှတ်လေးနဲ့သွားမှန်သိလို့ရှုလိုက်စမ်းပါထိုင်နေလဲထိုင်နေတော့ဖြစ်နေတဲ့ယုတ်တရားနံတရားရဲ့အမှန်သဘောကိုထိုင်ရင်လည်းပဲငါသမီးလေးတတိပဋ္ဌာန်အမှတ်နဲ့သိအောင်မှတ်လိုက်စမ်းပါငါသမီးလေးရက်နေတယ်ဆိုရင်လည်းအမှုမဲ့အမှတ်မဲ့မရက်ပါနဲ့ရက်နေတဲ့အချိန်မှာဖြစ်လိုက်ပေါ်လိုက်ခြုံငိမ့်လိုက်ဆိုတဲ့ယုတ်နံရဲ့အမှန်သဘောကိုမဟာတတိပဋ္ဌာန်ဝိပဿနာအမှတ်လေးနဲ့မှတ်ထားစမ်းပါသမီးရဲ့တဲ့အိခါနီလဲပါပြီဆိုတာတော့မှဒီတိုင်းကြီးမလဲပါနဲ့လဲနေတဲ့အချိန်ဖြစ်ပြနေတဲ့ယုတ်နံရဲ့အမှန်ကိုငါသမီးလေးသိအောင်တတိပဋ္ဌာန်နဲ့ဟောဒီလိုပွားလိုက်စမ်းပါသွားရထိုင်လျောင်းလှဲ့ကပြောင်းနဲ့ကောင်းကောင်းမှတ်လို့နေရမည်ဆိုတဲ့စကားလေးအတိုင်းပဲသွားရင်ဘလို့ထိုင်ရင်ဘလို့ရက်ရင်ဘလို့လှဲ့ရင်ဘလို့ငါသမီးလေးဟောဒီလိုမှတ်ကွယ်ဆိုတဲ့ဝိပဿနာအလုပ်ပေးတရားကိုစနစ်တကျပေးလိုက်တာပေးတဲ့ထေရီမာကြီးကလည်းပေးတယ်ပါရမီညာရင့်တန်လာတဲ့ခုနှစ်နှစ်သမီးဘိက္ခုနီမာလေးကလည်းယူတယ်ယူရင်းတဲ့ပြိဿရဲ့ယုတ်နံကိုလက်တွေ့ရှုပွားလိုက်တာအတ္တမာတိအတံပတ္တိ15ရက်မပြည့်မီအချိန်ကလေးမှာပဲအရဟတံကိလေသာကင်းကွာယဟနာထေရီမာကြီးဘဝသောအဘပုနေကောင်းစွာမသွေရောက်တော်မူခဲ့ပါပေတည်းပရိသတ်၏အောပဲခုနှစ်နှစ်သမီးလေးရဲ့ပြည့်လာတဲ့ပါရမီသည်15ရက်တောင်မပြည့်ဘူးတဲ့အားထုတ်လိုက်တာကိလေသာကင်းတဲ့ယဟနာထေရီမာကြီးဘဝကိုခုနှစ်နှစ်သမီးနဲ့ရသွားတယ်ဘယ်ရွယ်နဲ့ရသွားလဲဒါကြောင့်ပရိသတ်၏ဆင်းရဲတာချမ်းသာတာစဉ်းစားစရာလိုသလားသူ့လိုအတွေးလေးကိုတွေးနိုင်ရင်အတွေးမှန်လေးသည်အလုတ်မှန်ကိုလုပ်လိမ့်မယ်အလုတ်မှန်ကိုလှုပ်လာတဲ့ဟောဒီ60ကဘာလှုပ်လာတဲ့စွမ်းအားသည်ဒီဘဝဒီသာသနာမှာခုနှစ်နှစ်သမီးလေးဘဝနဲ့ကိလေသာကင်းတဲ့ယန္တာထေရီမာကြီးဖြစ်မသွားဘူးထေရီမာကြီးဘဝရဇံပင်ရှင်လေးရပြီဆိုမှဘဝနောက်ကြောင်းပြန်ပြောင်းရင်းနဲ့ဒီဇက်ကြောင်းလေးကိုဟောတာဖြစ်ပါတယ်ဒါဆိုရင်တရားစိတ်လဲပြီမို့လားဒီတော့ပြန်ငါနီထေရီမာကြီးစဉ်းစားတဲ့ဂါထာလေးကိုပြန်ပြောပြမယ်နော်ငါသည်ဒေနာသမယေနာထိုကဲ့သို့ဝိပတ်သိရှင်သောမြတ်ဗျာလက်ထတော်ကာလယုံနေနဲ့အမျိုးမှလူဖြစ်ရစဉ်ကာလလုံးကဒုက္ခစင်စားယုံနေနဲ့အမျိုးမှလူဖြစ်ရတဲ့အကြောင်းရင်းကို၎င်းဒလိဒတစာပစ္စည်းဥစ္စာဆင်းရဲနွမ်းပါရတဲ့အကြောင်းရင်းကို၎င်းယောနီသောသင်သောအကြောင်းအဖြစ်ဝါသင့်လျောလျောက်ပတ်ကောင်းမြတ်အောင်ပြေဇဝခိတဝါဉာဏ်ဖြင့်ထင်ထင်သက်ဝင်ဆင်ရင်ပြီး၍ဒါလေးကိုဒုပရိသသဘောပေါက်သွားပြီမလားသူဆင်ရင်လိုက်တာသူများအကြောင်းပါသလားအတိတ်ကဒါနသီလဘာဝနာမပြည့်စုံတဲ့အကြောင်းကိုမဆင်ရင်နိုင်ဘူးလားပြီးတော့မှပရိသတ်ကြီးအဲ့ဒီလိုဆင်ရင်ပြီးတော့မှမလုပ်လဲဆိုရင်မာနတံငါရဲ့စိတ်ကိုတမ္ပံသိတဝါကောင်းစွာရှင်လန်းစေလျက်စင်ញင်တွေးတောပြီးတဲ့အချိန်ကျမှမာနတံတမ္ပံသိတဝါတဲ့ကိုယ်စိတ်ကိုပြိတ္တိခွန်အားဖြစ်အောင်မွေးလိုက်တယ်။ဘာလုပ်လိုက်လဲဒီဘဝတော်လီဆင်းရဲပါစေသားဟဲ့ငါဒီဘဝသာဒါနသီလဘာဝနာပြည့်အောင်ဖြစ်နောင်ကြုံရမယ့်ဘဝမှာငါဘယ်လိုဆင်းရဲမှလဲဆိုတဲ့မရောက်သေးတဲ့ဘဝကိုဒီဘဝပြုတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်နဲ့ခွန်အားပြည့်အောင်မမွေးဘူးလားအဲ့ဒါလေးကိုရအောင်ယူသွားဒါကြောင့်ကိုဘယ်တော့မှဆင်းရဲတယ်လို့အာမငင်နေတဲ့ငါဒီဘဝဒီသာသနာငါပြုတဲ့ဒါနသီလဘာဝနာတွေသာကောင်းရင်ငါဒီလာမယ့်အနာဂတ်ဘဝကျရင်ဆင်းရဲမလားဒါကြောင့်မာနတံငါရဲ့စိတ်ကိုတမ္ပံသိတဝါကောင်းစွာခွန်အားကိုဖြစ်စေ၍ခွန်အားဖြစ်မသွားဘူးလားအတွင်းမှန်ပြီးတော့မှနောက်ဆုံးအလုံးမှန်လုံလိုက်တယ်မာနတံငါရဲ့စိတ်ကိုတမ္ပံသိတဝါခွန်အားပြည့်တဲ့စိတ်ဓာတ်ကိုမွေးမြူ၍ဥပောတထံဥပုသ်ဆောင်သုံးခြင်းဆိုတဲ့ကုသိုလ်ကောင်းမှုကိုဥပဝသိကောင်းစွာမသွေကျင့်သုံးတော်မူခဲ့ပါပေသတည်း
ဒေတိတံသုဒ္ဓဗုဒ္ဓေနသုနိတဝါဓမ္မဒေသနံအဘိနန္ဒနာစေတေနသာဓုသာဓုတိပါဒထာအာရဝတရားနာလာကြပါတဲ့မြာရဂရမပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓအဖျာဖျာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တန်တိကံအထံတော်မှဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမံဓမ္မဒေသနံအတွေ့မှန်ရပါမှအလုံးမှန်ကိုလုံးမိပါလိမ့်မယ်အလုံးမှန်ကိုဖြစ်အောင်လုပ်ပါမှဒီဘဝနဲ့ဘဝတန်ត្រာကိုအကျိုးမှန်ဆိုတဲ့အကျိုးကောင်းတွေကိုရကြပါလိမ့်မယ်ဒါကြောင့်ဒီဘဝနဲ့ဘဝတန်ត្រာခရီးမှာအကျိုးကောင်းတွေကိုရဖို့ရန်အတွက်အတွေ့မှန်အလုံးမှန်ကိုရည်တမ်းဟောကြားတဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယောသိနာကြကြကုန်ပြည်သည်ဖြစ်၍အဘိနန္ဒနာစေတေနာလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်အဘိနန္ဒနာစေတေနာဟောဒီကိုယ်တော်အရင်နေ့ကိုယ်တော်တွေတော်တော်များများကခေါ်လိုက်ရင်တဏှာကြီးကြော်ကြော်လေးနဲ့သိနေအောင်မလေးသူကတော့ပြေနေမကောင်းမို့လို့လည်းပြောတယ်သူ့လုံပုံလုံဤအတိုင်းတဏှာကြီးခွဲအထိခေါ်လိုက်ပြန်ပြီးငါတို့ကတွက်လာတာကစောစောပြီးရင်စောစောပြန်ရမယ်စောစောပြန်ရင်စောစောအေးရမယ်လို့စဉ်းစားထားတာအောင်မလေးကူတော့နောက်ကြပြန်ပြီလို့တရားလေးနဲ့နဲ့ရှိတဏှာကြီးခွဲလောက်ကြာသွားလို့စိတ်ထဲမှာရှိတဲ့ထင်မကြည်မလင်းနဲ့မနှပန်ပေါင်းလေတိုက်ကိုတော့ဟောဒီကိုတော်ကြီးတော်ပါပြီးတတဗိုက်မိုင်ချေရီယောပါပဲလို့များတွေးလို့ပြန်သွားကြမယ်ဆိုရင်ပရိသတ်ရေမြန်မြန်လေးပြင်းမြန်မြန်လေးပြင်းမြမှားလိမ့်မယ်တရားဒီအရှိကြီးခေါ်ပင်ဟောညာတော်လဲဥပုပ်နေဆိုတာဘာလို့လဲလို့မိတာတော်မှတယောက်မှမတယောက်တဲ့ဒီပရိသတ်တဏှာကြီးခွဲနေတော့နေသေးတယ်တကယ်ဆိုရင်2 နာရီလောက်ကိုခြေကျုံမိလို့ဟောရမှာဖြစ်ပါတယ်ဒါကြောင့်မကျေနပ်တဲ့စိတ်ကလေးလေးများဝင်နေရင်ဩသူတရားသူဟောရမှာကတဏှာကြီးအမှန်ငါတို့တွေဥပုံနေဆိုတာတော့မပြောနိုင်တော်တော်ညံ့တဲ့အတွက်နာယီဝတ်ကတော့သူကတို့အတွက်တိုးရတာဒါကြောင့်သူကတဏှာကြီးတို့ကနာယီဝတ်တကယ်တမ်းတွက်ကြည့်လိုက်တော့ကျေနပ်ဖို့ကောင်းပါတယ်လို့ကျေနပ်အောင်ပြန်ကားတွေးအမှန်လေးတွေရပြီဆိုရင်ကြည်ကြည်နဲ့နဲ့ကြည်ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော့တန်ကိုဘာတထာသုံးကြိမ်သုံးဝနှုံမြတ်ဟာ၍ကောင်းစွာမဲ့သွေကျူရင်လိုက်ကြလေကုန်ရာတည်း